အဲ့တော့အချိန်ပေးပြီးတဦးတယောက်ချင်းတက်လာတဲ့အတွက်စိတ်ဝင်စားနဲ့စိတ်ဝင်စားနဲ့ပေါ့နော်လာပြီးတော့ကျွန်တော်ဒီကျွန်တော်ဆမီနာလေးပေါ့ဗျာဒါလေးကိုလာပြီး join ပြီးရတဲ့အတွက်လည်းအားလုံးပါတယ်မီးတွေelectricity တွေကျွန်တော်တို့ wifi တွေအဆင်မပြေတဲ့ကြားနေပြီးတော့ဒါလေးလာ join ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးတော့ပထမဆုံးတော့ဒါကျွန်တော်ကဒီမှာလုပ်ထားတဲ့ရည်ရွယ်ချက်လေးပေါ့နော်ကျွန်တော်တို့အမကန်ထဲမှာအမကန်ဒီကျွန်တော်တို့အသက်အမကန်ဒီ2019ကဖွင့်ပြပြီးရဲ့နောက်မှာအသက်အမကန်ဒီနဲ့အတူတူနောက်ထပ်ပေါ့နော်ကျွန်တော်တို့ကျမကြီးအမကန်ဆိုတာရောက်လာအသက်အမကန်တွေကိုကျမကြီးအမကန်လူကြိုက်ပိုများတယ်ပို့ပြီးတော့လည်းထားကြတယ်ပေါ့နော်ပို့ပြီးတော့လည်းနီးစပ်တယ်အဲ့တော့ဒီအမကန် policy တွေမှာအခုဆိုရင်အသက်အမကန်ကိုရောင်းလာတာတွေလည်းကျွန်တော်တို့ကျမကြီးအမကန်ကိုရောင်းလာတယ် policy ပုံစံမျိုးနဲ့ရောင်းလာတယ်ပေါ့နော်ရောင်းလာတဲ့အချိန်မှာရောင်းလာတဲ့ policy အမျိုးမျိုးနဲ့ရောင်းဒီကျမကြီးအမကန်ကိုကျွန်တော်တို့ဘယ်လိုနားလည်ရမလဲဘယ်အချက်တွေအရေးကြီးလဲဆိုတာကိုကျွန်တော်တို့ကဒီမှာဆွေးနွေးသွားကြမှာပေါ့နော်ဒီအထက်မှာတော့ကျွန်တော်တို့ရောင်းနေတဲ့ကျွန်တော်တို့လက်ရှိ policy တွေရဲ့ကျွန်တော်တို့ဒီမှာကျမကြီးအမကန်ရဲ့သဘောတရားလေးတွေရဲ့နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာပြည်မှာကျမကြီးအမကန်ဖြစ်လာတဲ့ဟာလေးတွေပေါ့နော်အဲ့တော့အားလုံးရှေ့ဆက်မတွားခင်ကျွန်တော်ပထမဆုံးကျွန်တော်ကိုတည်ပြီးသားလူလည်းပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်မိတ်ဆက်ပေးပါဦးမယ်ပထမဆုံးတော့ကျွန်တော်နာမည်အပြည့်စုံကတော့ဟိန်းစာနောင်လို့ခေါ်ပါတယ်အမကန်နဲ့ပတ်သက်ရင်တော့ကျွန်တော်10 year လောက်တော့ရှိပြီပေါ့နော်ကျွန်တော်အမကန်ကို2015လောက်ကနေစရောက်2014ကနေစရောက်တယ်အဲ့ဒီမှာကျွန်တော်တို့ဝန်ထမ်းဘဝလုပ်တယ်ကျွန်တော်တို့ဝန်ထမ်းဘဝလုပ်တယ်ပြီးတော့ဝန်ထမ်းဘဝနေပြီးကျွန်တော် agent လုပ်တယ်ပေါ့နော် agent လုပ်ပြီးတော့ကျွန်တော်ဒီလိုပဲအမကန်ကိုစိတ်ဝင်စားတဲ့အတွက်ကျွန်တော်အမကန်နဲ့ပတ်သက်တဲ့ပညာတွေသင်ခဲ့တယ်ပေါ့နော်အဲ့ဒီပညာတွေထဲမှာကျွန်တော်နားလေတဲ့ဟာကျွန်တော်လေ့လာထားတဲ့ဟာတွေကနေပြီးတော့ဒီထဲကို share မျှဝေသွားမယ်အဲ့ဒီထဲမှာကျွန်တော်သင်ခဲ့တဲ့ဥစ္စာတော့ကျွန်တော်မလေးရှားကနေပြီးတော့အဓိကပေါ့နော်အမကန်ကိုကျွန်တော်ပညာရေးစံသင်ယူခဲ့တာတော့မလေးရှားနေပြီးတော့ပေါ့နော်ကျွန်တော်တို့ CMI လို့ခေါ်တယ်certificate in Malaysia Insurance Institute online ဆိုတော့ကျွန်တော် life insurance market price တွေCMI မှာကျွန်တော် GI ဆိုရင် General Insurance Market Price တွေနောက်ပြီးတော့ကျွန်တော်တို့ PCGIU ဆိုရင်တော့ Professional Certificate in General Insurance underwriting ဘိုင်းကိုလည်းကျွန်တော် underwriting ဘိုင်းကနေပြီးတော့ဒါကိုသင်ယူခဲ့တယ်အဲ့ဒါပုံမှာကျွန်တော်ဘာပါလဲဆိုတော့ကျွန်တော်တို့က engineering expert နဲ့ဆိုတော့အခု engineering ဆိုတဲ့ IAR တို့ EAR တို့ CAR တို့တွေနဲ့ကျွန်တော်တို့သင်ယူခဲ့တယ်နောက်ပြီးတော့အခုလက်ရှိပဲကျွန်တော်မလေးရှားထဲကပေါ့နော် level 1ဆိုရင်တော့ associate level မှာကျွန်တော်အမကန်နဲ့ပတ်သက်ပြီးသင်ယူနေတယ်ဒုတိယနောက်တစ်ခုကတော့ကျွန်တော်ရဲ့အမကန်ရဲ့ပေါ့နော်ပြောမယ်ဆိုတော့ education တစ်ခုကတော့ကျွန်တော်ရန်ကုန်စီးပွားရေးတက္ကသိုလ်ကဖွင့်တဲ့ Master of Insurance မှာလည်းကျွန်တော်ပေါ့နော်သင်တန်းသားတစ်ယောက်အနေနဲ့အခုလက်ရှိ second batch မှာကျွန်တော်တက်ရောက်နေစေဖြစ်ပါတယ်ပြီးတော့ဒါကျွန်တော်ဒီseminar လေးကိုကျွန်တော်ကဒီနေ့လုပ်လိုက်တဲ့အတွက်ကျွန်တော်ဒီနေ့ attend လွတ်အကြောင်းပြေးထားပါတယ်တကယ်တော့ဆရာမကြီးကပုံမှန်ကတော့ကျွန်တော်တို့ကပေါ့နော်တနင်္ဂနွေနေ့ကိုမရှိတတ်ဘူးဒါပေမဲ့ဒီနေ့ကြာသပတေးနေ့ကမဝင်လိုက်တဲ့အချိန်တွေဒီနေ့တနင်္ဂနွေနေ့မှာအတန်းကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီဘက်ကိုပဲဦးစားပေးပြီးတော့လုပ်ခဲ့ပါတယ်အဲ့တော့ဒါကကျွန်တော်ရဲ့ပညာရေးချင်းနဲ့ပညာရေးနဲ့ပေါ့နော်ပညာရေးချင်းရဲ့လို့တော့မဟုတ်ပါဘူးเนาะကျွန်တော်ရဲ့ပညာရေးနဲ့အမကန်ပညာရေးနဲ့ကျွန်တော်ရဲ့အတွေ့အကြုံမှာကျွန်တော်အဓိကအဖြစ်ကျွန်တော်ဘယ်ဟာကျွမ်းကျင်လဲလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်အမကန် policy တွေကို analyze လုပ်တာနဲ့ policy wording တွေကို analyze လုပ်တာနဲ့ကျွန်တော်တို့ policy wording ကို definition နဲ့ဖွင့်တဲ့အပိုင်းမှာတော်တော်လေးကျွန်တော်လေ့လာထားတယ်ကျွမ်းကျင်တာလေ့လာထားတယ်ပေါ့နော်တွေ့ကြုံလည်းရှိထားပါတယ်ဟုတ်ပြီနောက်တစ်ခုဒါဒီနေ့ပေါ့နော်ကျွန်တော်ဒီနေ့လာထားတဲ့အထက်မှာကျွန်တော်အဓိကအနေနဲ့ကျွန်တော်ရသွားစီခြင်းနဲ့3ခုပေါ့နော် cover အနေနဲ့လုပ်ထားတယ်ဆိုရင်မြန်မာပထမဆုံးကတော့ကျွန်တော်တို့မြန်မာ health insurance history ပေါ့နော်ကျမကြီးအမကန်ဆိုတော့ home နဲ့တိုင်းနဲ့ပေါ်လာတာမဟုတ်ပါဘူးသူများကကျွန်တော်တို့မြန်မာပြည်မှာနည်းနည်းနောက်ကျတယ်ပေါ့နော်နည်းနည်းနောက်ကျတယ်ရှိတယ်နောက်ပြီးတော့ health insurance ရဲ့ဒီထဲမှာတော့ structure ပေါ့နော် policy structure လေးတွေကျွန်တော်တို့နိုင်ငံတကာမှာဘယ်လိုကျင့်သုံးနေတယ်ဘယ်စကားလုံးလေးတွေအဓိကထားမယ်ဆိုတာလေးတွေရဲ့ပြီးတော့သူတို့စီမှာဘယ်လို guideline လေးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့လက်ရှိ policy တွေရောင်းနေကြတယ်ကျမကြီးအမကန်ရောင်းနေကြတဲ့ policy တွေpolicy တွေထဲမှာပဲ policy ကစကားလုံးကို
wording ကိုဘယ်လိုသုံးထားတယ်ဘယ်လို structure နဲ့သွားထားတယ်ဆိုတာလေးတွေကိုကျွန်တော်တို့ analyze လုပ်ပြီးတော့ကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကတော့ကျွန်တော်ဒါမိကုန်းလေးပေါ့နော်ဒီထဲကနေပြီးတော့ဒါအားလုံးလည်းတည်ပြီးသားတည်ပြီးသားလည်းဖြစ်မယ်ပေါ့နော်ဒါကိုမြင်သူမြင်လေးလည်းရှိမယ်ဆိုhealth insurance ကဘာကြောင့်ကျွန်တော်တို့ဘာကြောင့်အရေးကြီးလဲပေါ့နော်ဘာကြောင့်ဖြစ်လာလဲဆိုတာလေးကိုကျွန်တော်တို့ any volunteer ပေါ့ဗျာတယောက်နှစ်ယောက်လောက်ကျွန်တော်ဟိုပြောပြပေးလို့ရမလားဟုတ်ကဲ့ဟယ်လိုဟုတ်ကဲ့ကြားပါတယ်ဟုတ်ကျွန်တော်နားလဲသလိုပြောရမယ်ဆိုရင်တော့ဒီမိမိရဲ့မျောလင့်မထားတဲ့ကျန်းမာရေးအခြေအနေပေါ့ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီယောဂကြီးတွေပဲဖြစ်ဖြစ်ဒီတာမန်ဖျားနာတာပဲဖြစ်ဖြစ်ပေါ့ကူးစက်တာမျိုးပဲဖြစ်ဖြစ်အခုကျွန်တော်တို့ကြုံခဲ့ရတာဆိုရင်လည်း COVID-19 လိုကာလမျိုးတွေပေါ့နော်အဲ့လိုကာလမျိုးတွေမှာကျွန်တော်တို့တစုံတရာငွေကြေးအနေနဲ့ဒီ cover ပေးတဲ့အရာcover ပေးတဲ့ product လိုမျိုးတော့ကျွန်တော်တို့နားလည်ထားပါတယ်ခင်ဗျဒါဒီနေ့ကျွန်တော်နေကောင်းပေမဲ့ဒီနောက်ထပ်တစ်ပတ်အကယ်၍တစ်လတော့၎င်းပေါ့နော်မနေ့ဖြန်ဆိုရင်တော့၎င်းကျွန်တော်ဘာဖြစ်မယ်လို့တော့ကျွန်တော်ပြောလို့မရဘူးပေါ့နော်ဥပမာကျန်းမာရေးအနေနဲ့ဟိုပြင်ပစေကန်းကိုပြတာမျိုးဖျားတာနာတာမျိုးပေါ့နော်ဒါတွေအထိကျွန်တော်တို့ cover ပေးတဲ့ product လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ယောက်လောက်များဟိုအမြင်လေး share လို့ရမလားဒီကျန်းမာရေးမှာကန်ပေါ့နော်ဒီအဓိကကျွန်တော်မြင်ပေါ့ဒီကျန်းမာရေးမှာကန်ကတော့ဒီနိုင်ငံတော်ကနေပြီးတော့ဒီနိုင်ငံသားတွေအတွက်ပေါ့နော်ဒီကျန်းမာရေးပညာရေးလို့ဆိုတာတာဝန်ရှိတယ်ပေါ့ဒါမဲ့ဟိုနိုင်ငံတော်ရဲ့ budget အနေနဲ့ဒီလိုမျိုးဟိုမကာပါမော့သူတို့ဟိုကောင်းကောင်းမပေးနိုင်တဲ့ခါမျိုးကြတော့ဒီ insurance company တွေကိုနှုံးထားတစ်ခုယူပြီးတော့ပေါ့နော်ဒီပြည်သူတွေကိုဟိုတက်နိုင်တဲ့လူတွေတက်နိုင်တဲ့အလျောက်ပေါ့ဟိုနည်းနည်းတက်နိုင်လည်းနည်းနည်းပေါ့ဟိုမြန်မာတက်နိုင်တဲ့လူတွေများများပေါ့အဲ့ပုံမှာမူတည်ပြီးတော့သူတို့လောက်ခန်းတဲ့သဘောလို့မြင်ပါတယ်ဟုတ်ကဲ့အဲ့ဒါနဲ့ပတ်သက်ရင်တော့ဟိုကျွန်တော်တို့စီမှာတော့ဘာရှိသွားလဲဆိုတော့အရင်တော့ကတော့ဟို National Health Insurance Plan ဆိုလာမသိဘူးလွတ်တော်တင်တာလေးတော့ရှိတယ်ပေါ့နော်ခုနအကိုပြောတာလေးနဲ့ဆက်ပြီးဟုတ်ပါတယ်အားလုံးကလည်းဒါသူ့မြင်ကိုမြင်တော့ပါတယ်အဲ့ဒါတွေပေါ့ပို့လေကိုနေရာပေးလို့မရှိတယ်နေပြီးတော့ကစစ်ကောင်းဆောင်နေတာကဲလူမျိုးစစ်ကိုတူကိုဘိုးချုပ်အစ်နဲ့အတူနေပြီးတော့တိုင်းမှုရာလူအနေနဲ့ဟုတ်အဲ့ဒါလေးတွေကျွန်တော်တို့ဟိုရှိခဲ့တယ်ပေါ့နော်ရှိခဲ့တော့ဆိုတော့အဲ့တော့အဓိကကတော့ကျွန်တော်တို့ health insurance မှာဗာလဲဆိုတော့အရေးကြီးဆုံးတစ်ချက်ပြောရမယ်ဆိုရင်တော့ဘယ်သူမှမဆိုဖြစ်သွားနိုင်တာပဲကျွန်တော်တို့ပြဿနာပေါ့နော်ကျန်းမာရေးပြဿနာဘယ်သူမှမဆိုဖြစ်သွားနိုင်ငယ်သေးငယ်ကြီးကြီးကျွန်တော်တို့ကဟိုထားပါတော့နော်ဟိုတာပဲဖြစ်ဖြစ်ဘယ်သူမှမဆိုချက်ချင်းတွေ့ကြုံသွားနိုင်တယ်ဘာတွေတွေ့ကြုံသွားနိုင်လဲဆိုတော့ကျွန်တော်တို့က disease ယောဂပိုးတွေယောဂတွေပေါ့နော်ခုနဆွေးနွေးခဲ့သလိုပဲကိုဗစ်လိုဟာမျိုးတွေရှိမယ်နောက်ပြီးတော့ကျွန်တော်တို့အခုဆိုရင်ရန်ကုန်မှာဟိုကာလာ1လားပါလားပေါ့နော်ဒါမျိုးလို့ဆိုလဲဒါတော့ तू ကတော့ကတ်အသွင်မဆောင်သေးပြီမဲ့ယောဂတစ်ခုအနေနဲ့ရှိတယ်ဒါဆိုရင်ဘယ်သူမှမဆိုဖြစ်သွားနိုင်တယ်ဘယ်အချိန်မှမဆိုဖြစ်သွားနိုင်ဟုတ်ပြီနောက်တစ်ခုကပါလေကျွန်တော်တို့ injury ကျွန်တော်တို့ကသွားနေတာလူတိုင်းအနေတိုင်းသွားနေတာဒါပေမဲ့နေတိုင်းတယောက်မှတော့ကိုကတော့မဖြစ်ဘူးဆိုပေမဲ့နေတိုင်းမဖြစ်တဲ့လူတယောက်မှမရှိဘူး injury တွေတစ်ကမ္ဘာလုံးမှာပေါ့နော်ဒါပြောရမယ်ဆိုရင်ကျွန်တော်တရားဟိုကျွန်တော်တို့ research တွေရပြောရမယ်ဆိုရင်တရက်ကိုကျွန်တော်တို့အနည်းဆုံးတော့လူဦးရေရဲ့35% လောက်ကိုသူက injury ဖြစ်နေတယ်လို့ကမ္ဘာလူဦးရေ35% လောက်ကိုသူတို့ injury တွေဖြစ်နေတယ်လို့ကျွန်တော် research ကိုမှတော့လုပ်ဘူးတယ်ဟုတ်ပြီအဲ့ဒါဆိုယောဂလည်းဖြစ်နိုင်တယ်ကျွန်တော်တို့ကပြီးတော့ injury ဆိုတဲ့ကျွန်တော်တို့ထိခိုက်ဒဏ်ရာရတာတွေလို့လူတိုင်းဖြစ်နိုင်တယ်အမြဲတမ်းဖြစ်နိုင်တယ်ပေါ့နော် okay နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ sickness ဖျားနာတာဒါကယောဂအကြောင်းဖြစ်တာတခုရှိသလိုကျွန်တော်တို့နေမကောင်းတာလူကအမြဲတမ်းဒီခန္ဓာကိုယ်ကြီးကလှုပ်ရှားနေရတယ်ပြီးတော့ဟိုကျွန်တော်တို့ run နေရတယ်ပေါ့နော်ဟိုဗုဒ္ဓစကားနဲ့ပြောရမယ်နော်ဒီခန္ဓာရောက်လာတယ်ဆိုရင်တော့ကျွန်တော်တို့ကတစ်ချိန်ချိန်မှာဖြစ်စည်းသွားဒါပေမဲ့အဲ့လိုနာမကျန်းနေဖြစ်ရတယ်နောက်တစ်ခုက
အဲ့နာမကျန်းတဲ့အတူတူပဲတစ်ခါတလေကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့က infirmity လို့ခေါ်တဲ့ဘယ်လိုပြောမလဲမတန်ဆွမ်းဖြစ်တာပေါ့နော်မတန်ဆွမ်းနေမလုံနိုင်မကိုင်းနိုင်နေဖြစ်လာတာမျိုးတွေဒါတွေကကျွန်တော်တို့ကအမြဲတမ်းကြုံတွေ့နေရတယ်အဲ့ဟုတ်ပြီအဲ့ဒါမျိုးကြုံတွေ့လာရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ကခါတလေတချို့ယောဂတွေကကုလို့ရတယ်ဒါပေမဲ့အလုံနားရတာရှိတယ်နောက်တစ်ခုကပါလဲကျွန်တော်တို့ကျမကြီးငွေကြေးကုန်ကျသွားတာရှိတယ်နောက်တစ်ခုကပြီးတော့ကိုယ့်ရဲ့ဝင်ငွေဆုံးရှုံးသွားတာရှိတယ်ဒါတွေကအမြဲတမ်းဖြစ်နေရတဲ့အတွက်ဒီပြဿနာတွေအကုန်လုံးကတစ်ခါတလေကျွန်တော်တို့ကအသက်မှာကြုံတွေ့ရတာမဟုတ်ဘူးကျွန်တော်တို့ကကျမကြီးမှာကျွန်တော်တို့ကဒါကကြုံတွေ့ရတာဖြစ်တယ်အဲ့ရအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကျမကြီးအာမခံလိုတယ်လို့ပြောလို့ရတာပေါ့နော်ဟုတ်ပြီကျမကြီးအာမခံမှာရှေ့မှာပြောထားတဲ့ယောဂတွေပါတယ်ပြောတယ်ကျွန်တော်တို့နိုင်ငံမှာတော့ကျမကြီးအာမခံဆိုရင်ကျွန်တော်တို့ health insurance မြန်မာလိုကျမကြီးအာမခံပေါ့နော်ဒီလိုခေါ်ကြတယ်ဒါပေမဲ့နိုင်ငံတကာမှာတော့သူတို့ဒီ American Health Insurance တချို့လေ American Insurance လို့လည်းခေါ်တယ်တချို့လေကျတော့ Hospital and Surgical Insurance ပေါ့နော် HSI လို့လည်းကျွန်တော်တို့ခေါ်တယ်ဘာလို့လဲဆိုကျမကြီးဖြစ်လာရင်ကျွန်တော်တို့ကဆေးရုံတက်ရမယ်ဆေးရုံဆေးကန်းသွားပြရမယ်ဒီလိုပဲဆေးဝါးပေးရမယ်ခွဲစိတ်ကုသရမယ်ဒါတွေအကုန်လုံးကပုံစံတော့အတူတူပဲတနေရာခေါ်တဲ့ပုံစံလေးလည်းကွဲသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီထဲမှာဘာလို့သတိထားမလဲဆိုတော့ကျွန်တော်တို့ကအာမခံရဲ့ပုံမှန်သဘောတရားကဘာလဲဆိုတော့သူကခေါင်းစဉ်ပါတဲ့ပုံမှာမူတည်ပြီးတော့အကာအကွယ်ပေးကြတာတွေများတယ်အဲ့ဒီတော့သူ့ရဲ့ခေါင်းစဉ်လေးတွေမှာစဉ်းစားရင် American Health Insurance လို့ပြောလိုက်ရင်ကျွန်တော်တို့ကတစ်ခါလေအဲ့ကပါတဲ့အဲ့ဒီ product ထဲမှာကျွန်တော်တို့ surgical မပါတာမျိုးတွေဖြစ်တယ် Okay hospital and surgical ဆိုရင် hospital ဖြစ်surgical ဖြစ်ပြီးမှ surgical လုပ်ရမယ်ကျွန်တော်တို့ခွဲစိတ်ကုသရမယ်ပေါ့နော်ပြီးရင်ဆေးရုံဆေးကန်းရောက်သွားမှကျွန်တော်တို့ပါတာမျိုးတွေဒါတွေပဲပေးတာမျိုးတွေရှိတယ်ဒါပေမဲ့ဒါတွေအကုန်လုံးကတော့ကျမကြီးအာမခံအောင်မှာကျွန်တော်တို့အကျုံးဝင်တဲ့သဘောတရားတွေရှိပါတယ်အဲ့တော့ဘာတွေပြောထားလဲသူတို့အဓိကအပြင်တော့သူတို့ဒီအာမခံဒီကျမကြီးအာမခံကုမ္ပဏီတွေကဒါဆိုရင်သူတို့ဘယ်လိုကာပါပေးမလဲပေါ့နော်အာမခံဒီလူတွေရှိနေတယ်ဒီ product တွေရှိနေတယ်အာမခံဆိုတာကျွန်တော်တို့ကတော့ဗာပြောလေးရှိလဲဆိုတော့remedy to fortunate losses by financial means ပေါ့နော်ဗာလဲဆိုတော့ငွေကြေးအဖြစ်ကျွန်တော်တို့ကကုစားပေးတယ်ငွေကြေးအဖြစ်မတော်တဆဖြစ်မှုပေါ့နော် fortunate losses ဆိုတာကျွန်တော်တို့ကံမကောင်းအကြောင်းမလားလို့မတော်တဆဖြစ်တဲ့မှုအမှုတွေကိုငွေကြေးအဖြစ်ကျွန်တော်တို့ကကုစားပေးတဲ့နည်းအဲ့တော့သူတို့တွေဘာတွေလုပ်ကြမလဲဘာတွေကို cover ပေးကြမလဲဆိုပြီးတော့ကျွန်တော်စဉ်းစားတယ်အဲ့ဒီစဉ်းစားတဲ့အခါမှာရှိသမျှအကုန်ပေးမယ်လို့အာမခံရှိသမျှအကုန်လည်းအာမခံကုမ္ပဏီတွေကပေးနိုင်မှာမဟုတ်ဘူးအဲ့တော့ဘယ်လိုပုံစံမျိုးတွေပေးမလဲနံပါတ်1နံပါတ်1ကကျွန်တော်တို့ indemnity ကပါကုန်တယ်လို့ indemnity ဆိုတာတော့ဒါ general မှာဆိုအများဆုံးသုံးတယ်ဘာလဲဆိုတော့သူရဲ့ကုန်ကြသလောက်ပေါ့နော်အမြတ်တော့မရှိစရာကုန်ကြသလောက်ပေးမယ်ဒါမျိုးနဲ့ indemnity ကပါသူတို့စဉ်းစားဒုတိယတစ်ခုကပါ fixed benefit အယောဂတစ်ခုခုဖြစ်လာခဲ့ရင်ဒီပေါ်မှာဖြစ်လာခဲ့ပြီဆိုရင် fixed benefit ကပါfixed benefit အနေနဲ့ပေါ့နော်ဘယ်လောက်ဒါဆေးရုံတည်းတည်ရင်ဘယ်လောက်ပေးမယ်ဒါမျိုးတွေစဉ်းစားတယ်နောက်တစ်ခုကပါလဲဆိုတော့ critical illness ပေါ့နော်တကယ်လို့ပြင်းပြင်းထန်ထန်ဖြစ်လာခဲ့ရင်သူတို့ဒါကိုလည်းပေးမယ်ဆိုပြီးတော့သူတို့ဒီ category 3ခုကျွန်တော်တို့ခွဲပြီးတော့မှကျွန်တော်တို့လောက်လာတာတွေရှိတယ်အဲ့တော့အားလုံးကိုမဆက်ခင်မှာကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ရဲ့ဘာလဲဆိုတော့ဒါကျမကြီးအာမခံပေါ့နော်develop ဖြစ်လာတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာရဲ့အခြေအနေလေးနဲ့သူတို့ရဲ့ကာပါလေးကိုကျွန်တော်ဒီမှာနည်းနည်းလေးရှင်းပြပေးပါမယ်အားလုံးသိတဲ့အတိုင်းပဲforeign အာမခံကုမ္ပဏီတွေရောက်လာတဲ့အချိန်ကျတော့သူတို့ရောက်လာတယ်ပထမတစ်နှစ်နောက်ဒုတိယနှစ်နှစ်သုံးနှစ်တော့အတွင်းမှာဆိုရင်သူတို့ဒီမှာ product အသစ်တွေ product design တွေထွင်ပြီးတော့လုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီလိုပဲဗမာပြည်မှာကျွန်တော်တို့ဗမာပြည်အာမခံကုမ္ပဏီတွေစပြီးတော့ဖွင့်တဲ့2013ပြီးတဲ့နောက်မှာချက်ချင်းလည်းငင်ကျမကြီးအာမခံကကျမကြီးအာမခံကျွန်တော်တို့မရောက်လာသေးပါဘူးဘယ်ချိန်မှစရောက်လာလဲဆိုတော့အာမခံပုဂ္ဂလိကအာမခံတွေဖွင့်ပြီး2နှစ်3နှစ်ကြာတဲ့အချိန်မှာဂျိုက်ကာရဲ့အကူအညီနဲ့ကျွန်တော်တို့ကျမကြီးအာမခံကိုစပြီးတော့ကျမကြီးအာမခံကိုကျွန်တော်တို့စပြီးတော့လုပ်ပေါ့နော်စပြီးတော့တီထွင်ခဲ့တယ်လုပ်ခဲ့တယ်ဒါပထမဆုံး product ဒါကျွန်တော်တို့ကအခုမှရောင်းတဲ့လူတွေရှိမယ်ကျွန်တော်တို့ပဲရှေ့တုန်းကရှေ့တုန်းကလည်းအာမခံလောကတွေရောက်ခဲ့တဲ့လူတွေလည်းရှိနိုင်တယ်ပေါ့နော်သူတို့တွေဘာလုပ်လဲကျွန်တော်တို့အာမခံ product ကိုဘယ်လိုရောင်းလဲဆိုရင်ဒါသူကဘာပြောထားလဲဆို unit ရောင်းတယ်ဒီလိုပါပဲ unit အတိုင်းပဲရောင်းတယ်ဒါပေမဲ့1 unit ကို premium ဘယ်လောက်လဲဆိုတော့9000ဖြစ်ပါတယ်
9000ဖြစ်တယ် unit ကဘယ်လောက်ထိရောင်းပေးလဲဆိုတ unit ကနေ9 unit ထိရောင်းပေးတယ်သူကဘာကိုပြန်ရောင်းပေးတဲ့အသက်ကဘယ်လောက်လဲဆို6နှစ်ကနေ65နှစ်မည်သူမဆို6နှစ်ကနေ65နှစ်စဝယ်မယ်2015တုန်းကဆိုရင်တ unit ကို9000နဲ့တစ်နှစ်ကနေ9တ unit ကနေ9 unit ဝယ်လို့ရတယ်ပြီးတော့စေးရုံတက်ရရင်ကျွန်တော်တို့စေးရုံတက်ရရင်ကျွန်တော်တို့တစ်ရက်ကို1000ဝယ်ပေးပါတယ်ဘယ်လောက်ပေးလဲဆိုတော့အများဆုံးရက်ပေါင်း30ပေါ့နော်1000ဝယ်ဆိုတော့10ရက်ကို3သိန်းဝယ်4သိန်းဝယ်အများဆုံးပေးတယ်ပေါ့နော်4သိန်းဝယ်ကျွန်တော်တို့အများဆုံးပေးတယ်အစီအစဉ်ကြောင့်တည်သွားမယ်ဆိုရင်ကျွန်တော်တို့10သိန်းပေးတယ်ပေါ့နော်ဒါပထမဆုံး2015မှာသူတို့စပြီးတော့အမကန်မှာကျွန်တော်တို့ local မှာစပြီးတော့လုပ်ရတဲ့ product ပေါ့နော်အဲ့ရနေပြီးတော့2016မှာသူက version 2ဆိုပြီးတော့နောက်ထပ်တက်ပြီးတော့နည်းနည်းလေးမြင့်လာတယ်သူကပါသွားလဲဆို additional coverage ပါသူကပါသွားတယ်option 1နဲ့ option 2ဒါပေမဲ့သူ့ရဲ့unit ကလည်းသူကဘယ်လောက်နဲ့ရောင်းထားလေးလဲဆိုတော့ခဏလေးနော်ဟုတ်ပြီကျွန်တော်တို့additional လဲဝယ်လို့ရတယ်ပေါ့နော် additional အတွက်ကိုပဲသူတို့တ unit ကို9000ပဲထပ်ပြီးတော့မပြောင်းဘူး unit ကတ unit ကနေကျွန်တော်တို့10 unit ဖြစ်သွားတယ် basic ကတ unit ကနေ10 unit အဒီ option 1အတွက်ကိုဆိုရင်တ unit ကနေ10 unit ထိပြောင်းသွားတယ် option 2အတွက်ဆိုရင်ကျွန်တော်တို့တ unit ကနေ10 unit ထိပြောင်းသွားoption 2မှာပါ option 1မှာပါလဲဆိုကျွန်တော်တို့ surgical benefit ပါခွဲစိတ်ဥဒါရတယ်ဆိုရင်9သိန်းပေးမယ် miscarriage ဘယ်လိုပြောမလဲကျွန်တော်တို့ကိုဝင်ပြတ်ကြတယ်ဆိုရင်ကျွန်တော်တို့3သိန်းပေးမယ်ဒီကတော့ critical illness cover ပေါ့နော် critical illness ကြောင့်ဖြစ်သွားမယ်ဆိုရင် cancer benefit တွေပါ infection stroke တွေဖြစ်သွားမယ်ဆိုရင် CI ကြောင့်1 million ကျွန်တော်တို့10သိန်းပေးတယ်ပေါ့နော်ဒီလိုလေး version လေးထပ်ပြောင်းတယ်ဒီမှာသူက unit တွေကဘယ်လောက်ထပ်ပြီးတော့လေတိုးလာတယ်သူကဘယ်လောက်လဲဆိုတော့ hospital care ကိုတ unit ကို2000ပေးလာတယ်ရက်ပေါင်း60ပေးလာတယ် basic unit မှာbasic cover မှာ1000ပေါ့နော်basic cover မှာ1000ကနေပြီးတော့ရက်ပေါင်း60တိပေးလာတည်ဆုံးနေဆိုရင်တော့ကျွန်တော်တို့10သိန်းပေါ့နော် natural death တက်ပတ်ရိုးရိုး death ဆိုရင်ဒီလိုသွားတယ်ပေါ့ဒါလည်းကျွန်တော်တို့လူကြိုက်ကတိတ်မများသေးပါဘူးလူကြိုက်လည်းတိတ်မများသေးလို့ဘယ်လိုပြောမလဲတိတ်လည်း popular မဖြစ်ဘူးပေါ့နော်ရောင်းရခက်တယ်ဒါဒီလိုနဲ့ရောင်းလာရင်လည်းနည်းနည်း develop လုပ်လာတယ်လောက်လာပြီးတော့မှကျွန်တော်တို့2018ရောက်တဲ့အချိန်ကျတော့ကျွန်တော်တို့အာမခံပုံစံသူကနည်းနည်းပြန်ပြောင်းလာတယ်ပေါ့နော်သူဒီဘာဖြစ်လဲဆိုတော့အသက်ခုနက6နှစ်ကနေပြီးတော့65နှစ်ကနေ6နှစ်ကနေ85နှစ်ထိကျွန်တော်တို့ဖြစ်လာတယ်ဒီရတော့တကယ်တော့ကျွန်တော်တို့ unit ကပထမဆုံးကတော့unit ကိုဝယ်လာတော့တ unit ကနေ10 unit ထဲဝယ်လို့ရတယ်ဒါပေမဲ့နောက်ပိုင်းကျွန်တော်2020လောက်မှာဆိုရင်တော့25 unit ထိဝယ်လို့ရတာမျိုးပြောင်းလာတယ်သူကတော့ပြောင်းသွားတယ်ခုနကလိုပဲတ unit ကိုဘယ်လောက်ဆိုတဲ့ဟာမဟုတ်ဘဲနဲ့အသက်နဲ့ပိုင်းခြားပြီးတော့လုပ်တယ်ပြီးတော့ premium ကြီးတွေလျော့သွားတယ်ပေါ့နော် premium ကြီးလျော့သွားတယ် option 1 option 2ဆိုတာလေးတွေပါလာတယ်ဒါကတော့အားလုံးနဲ့တချို့တွေတည်ပြီးသားလည်းဖြစ်မှာပေါ့နော်သူရဲ့ premium rating နှုန်းလေးပေါ့နော်အသက်ငယ်တယ်ဆိုရင် premium နည်းတယ်အသက်ကြီးပြီဆို premium များတယ်ဒီလိုပဲoption 1လို့ခေါ်တဲ့ကျွန်တော်တို့ critical illness ဆိုရင် critical illness အတွက်ဆိုရင်သူကငယ်ငယ်ကြီး16500နဲ့လုပ်တယ် option 2ဆိုရင် outpatient ဆိုရင်ကျွန်တော်တို့ပါပေါ့နော်8800နဲ့ကျွန်တော်တို့ဝယ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါလေးသူတို့ကဘာကိုကပါပေးသွားလဲဆိုတော့တခါဒီမှာကျွန်တော်တို့2018ကအမကန်မှာကျွန်တော်တို့ဘာပေးသွားလဲဆိုတော့ hospital care ကိုကျွန်တော်တို့တစ်ရက်ကို1000နဲ့ရက်ပေါင်း60ပေးတယ် debt တည်ဆုံးသွားမယ်ဆိုတ unit ဝယ်ထားရင်10သိန်း surgical အတွက်ကို9သိန်း miscarriage အတွက်ကိုကျွန်တော်တို့3သိန်းတိတ်တော့မကွာဘူးဟာလေခုန2015ဟာနဲ့ဈေးနှုန်းလေးကွာသွားတာပေါ့နော်option 2 outpatient အတွက်ကိုတရက်ကိုကျွန်တော်တို့ outpatient ဆိုတာအပြင်မှာပေါ့ဗျာမြတ်ဆေးရုံတက်ပြီးအပြင်မှာဆေးကန်းသွားပြရမယ်ဆိုရင် तू ကတရက်ကို2500နဲ့4 unit ပေးထား4ရက်ပေးထားအဲ့တော့ဒီမှာပြန်တွက်ကြည့်လိုက်တယ်ဘာတွေ့ရလဲဆို option 2မှာပေါ့နော်ပြောစရာလေးရှိတာပါလဲဆိုတော့တ unit ဝယ်ထားရင်8800တကယ်လို့ကိုက claim လုပ်မယ်ဆိုရင်တော့မှ2500နဲ့4ရက်ဆိုရင်1000ပဲရတဲ့အတွက်သိအဆင်မပြေဘူးပေါ့နော်ဒီ option 2ကိုသိမွယ်ကြဘူးဒါပေမဲ့ဒါလေးတွေကဘာဖြစ်လဲဆိုချမ်းမကြီးအမကန်ဒီမှာတိုက်ဆိုင်ပဲဘာသွားဖြစ်လာလဲဆိုဒီဟာတွေကနည်းနည်းလေးသူတို့ကလည်း2018မှာပြောင်းတယ်ပြောင်းပြီးတဲ့အခါမှာကျွန်တော်တို့အားလုံးသိတဲ့အတိုင်း2019မှာကျွန်တော်တို့ COVID-19 ဖြစ်တယ်ပေါ့နော်တကယ်တော့မြန်မာပြည်2020ကျွန်တော်တို့မေလောက်မှာရောက်လာတယ်အဲ့ဒီအချိန်မှာဒီကျမ်းမကြီးအာမကန်ကြီးလုံးဝ popular ဖြစ်လာလို့
လုံးဝ popular ဖြစ်လာလို့လုံးဝကျွန်တော်တို့ဝယ်ကြတယ်လူကြိုက်များတယ်ပေါ့နော်ကျွန်တော်တို့ကိုယ်တိုင်လည်းအများကြီးရောင်းရတယ်ပထမတော့ကတော့ကျမကြီးအာမခံမှာကျွန်တော်တို့ကဒီအာမခံကုမ္ပဏီတွေကပေါ့နော်ဘာတွေလဲဆိုတော့သူတို့ကကိုဗစ်ကိုမပေးပါဘူးပြောတယ်ဒါပေမဲ့သူတို့ဆွေးနွေးကြတယ်ဒါဒီအစိုးရကလည်းဒါမျိုးလုပ်ပေးတင်တယ်pandemic ကိုမပေးဘူးပေါ့နော်ဒါပေမဲ့လုပ်ပေးတင်တယ်ဆိုပြီးတော့လုပ်ကြတဲ့အချိန်မှာတကယ်တော့ကျွန်တော်တို့က hospital case ဆိုရင်တရက်ကို1000နဲ့ဘလို့မှမလောက်နိုင်ဘလို့မှမလောက်နိုင်ဒီ unit ဝယ်တာတရက်ကို1000နဲ့မလောက်နိုင်ဘူးတကယ်ပုဂ္ဂလိကစေယုံသွားမယ်ဆိုရင်တော့အဲ့ဒီအခါတော့မလောက်နိုင်ဘူးဒါပေမဲ့ကိုဗစ်ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ပထမဆုံးကပါလဲဆိုတော့ပါလဲ21ရက်ကျွန်တော်တို့စေယုံတက်ရမယ်ဆို21ရက်ဆိုရင်ကျမကြီးအာမခံဝယ်ထားရင်သူ့ဘာနဲ့သူက hospital case ဖြစ်တဲ့အတွက်သူ့ဘာနဲ့သူစေယုံမှာ paracetamol နဲ့ CB ပဲတောက်ရသူဒီတ unit ဝယ်ထားတဲ့လူကစေယုံကိုရက်ပေါင်း20တက်ရရင်2သိန်းရမှာဒီတက်ပို့ပြီးတော့အများကြီးဝယ်တဲ့လူအများကြီးရမှာပေါ့နော်အဲ့တုန်းကတော့ကျွန်တော်သိရတဲ့တော့10 unit ပါပဲဒါပေမဲ့နိုင်ငံခြားကုမ္ပဏီတွေထွက်လာပြီးတော့နိုင်ငံခြားကုမ္ပဏီတွေကနေပြီးတော့နောက်ပိုင်းမှာပိုရောင်းတာတွေလည်းရှိရပေါ့နော်အဲ့ဒါလေးတွေကျွန်တော်တို့လုပ်ရင်းနဲ့ဒါကကျမကြီးအာမခံမှာ popular လည်းဖြစ်လာလို့အသက်အာမခံတွေရဲ့ရှေ့ပြေးပေါ့နော်ရှေ့ပြေးအနေနဲ့သူကပဲအများဆုံးကျွန်တော်တို့လူတီများလူကြိုက်များပြီးတော့အာမခံတွေထိုးပေါက်ရတာလည်းလွယ်လာလို့ဖြစ်လာပါအဲ့တော့ကျွန်တော်တို့ကျမကြီးအာမခံမှာအကြမ်းများဖြစ်ပေါ့နော်ဟိုဘက်မှာလည်းရှိခဲ့လို့ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့ exclusion တွေပါတယ်မပေးဘူးဘာတွေမပေးလဲဆိုတော့ဒီမှာဒီတစ်ချက်လေးရှိပါတယ်already obtain doctor recommendation for hospital ဆေးရုံတက်ရတော့မယ်လို့ဆေးရုံတက်ရမယ်လို့ဆရာဝန်ကပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲမှတ်ချက်ပေးထားတယ်ဆိုရင်ကျမကြီးမှတ်ချက်ပေးထားတယ်ဆိုရင်ဒါကိုကျွန်တော်တို့ကကျမကြီးအာမခံမှာကျွန်တော်တို့ exclude လုပ်ပါတယ် exclude လုပ်တယ်ဒါကိုတစ်ဖက်တစ်မျိုးနားလည်အောင်ပြောမယ်ဆိုရင်တော့ကျွန်တော် pre existing condition ပေါ့အရင်ကတည်းကရှိရင်းဆွဲယောဂါလို့ပြောလို့ရတယ်ဒါပေမဲ့ဒါလေးကနည်းနည်းထူးဆန်းတယ်ဒါလေးကိုမှတ်ထားပြီးပါနောက်ပိုင်းမှာကျရင်တချို့အာမခံက pre existing condition ကိုပေးနေတာလေးရှိတယ်ပေါ့နော် policy ထဲမှာ okay now psychiatric patient ပေါ့နော်စိတ်ယောဂဒါတွေမပေးဘူး prevalence and diagnosis ပတ်ဖို့ကျွန်တော်တို့ခွဲစိတ်ကုသလိုတဲ့သူကတော့ပြောထားတာတော့ဗာလဲဆိုတော့ဒါငကူအာမခံပေါ့နော်ခွဲစိတ်ကုသလိုတဲ့အခုကိုကျွန်တော်တို့စစ်ဆေးတဲ့ဥစ္စာနဲ့ဆိုရင်မပေးဘူးနောက်ပြီးတော့မွေးဖွားလိုတဲ့အတွက်ကျွန်တော်တို့ပေါ့နော် hospitalization operation fertility ဆိုတာကျွန်တော်တို့ကလေးမွေးတဲ့အတွက်ကိုကျွန်တော်တို့ဆေးရုံတက်တာဆေးရုံတက်ရတယ်ဆိုရင်မပေးဘူး dental အတွက်ကိုလည်းမပေးဘူးဒါပေမဲ့နောက် eye testing အတွက်ကိုလည်းကျွန်တော်တို့မပေးဘူးပေါ့နော်နောက်ပြီးတော့သူနောက်ထဲမှာဒီထဲမှာဒါကတော့ကျွန်တော်တို့အကျမကြီးအာမခံနဲ့ပတ်သက်ပြီးတော့exclusion တွေပေါ့cognitive စိတ်ကျန်းမာရေးအဆင်မပြေရပါတော့ဒါအတွက်လည်းကျွန်တော်တို့ယုံကြည်မရဘူး narcotics drug ဆိုရင်ကျွန်တော်တို့မူးဆေးဝါးအများကြီးလောက်တာအာမခံထားတဲ့လူတယောက်ကဆေးသုံးလို့ဒါကြောင့်ဖြစ်လို့ဆေးရုံတက်ရဆိုလည်းမရဘူး set committee crime ကိုကရာဇဝတ်မှုမြောက်တဲ့အလုပ်တွေမှာပါတာတွေဆိုလည်းကျွန်တော်တို့မရဘူး terrorism riot strike wildlife စစ်ဘေးတွေပတ်သက်တာတွေလည်းစစ်ဘေးတွေပတ်သက်တာတွေအတွက်စစ်ဘေးနဲ့ပတ်သက်ပြီးတော့ပါတော့เนาะဒါကျွန်တော်တို့ကဒီချိန်မှာထည့်စဉ်းစားမယ့်ဟာတွေဒါတွေအတွက်ဆိုလည်းမရဘူး fraudulent claim ဆိုကျွန်တော်တို့လိမ်နေပြီးတောင်းတာတွေကျွန်တော်တို့မရဘူး HIV AID လည်းမရဘူး cosmetic surgery ကြောင်းလည်းမရဘူးနာကြကိရိယာတက်တာတွေလည်းမရဘူးဒီထဲမှာတော့ပါထားတဲ့ under 3 day in hospital due to disease ပေါ့เนาะကျွန်တော်တို့ယောဂကြောင့်ဆေးရုံကိုကျွန်တော်တို့ယောဂကြောင့်ဆေးရုံတက်ရတယ်ဒါပေမဲ့ဆေးရုံတက်ရတယ်ဒါပေမဲ့သူတို့ကဘယ်လောက်လဲဆိုတော့3ရက်ကျော်တော့မှကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့4ရက်မြောက်တဲ့နေ့မှာ4ရက်စပေးတယ်လို့ပြောတယ်ကုမ္ပဏီတချို့နဲ့ private ကတော့နည်းနည်းလေးကွာတယ်အဲ့ဒါပါလဲဆိုတော့တချို့တွေကကြောက်လဲရတယ်ဆေးရုံတက်ရတယ်ဆိုရင်1ရက်ဆိုလဲပြီးမယ်ပေါ့နော်ဒါကဘယ်ဟာကိုသွားယူထားလဲဆိုတော့သူကကျွန်တော်တို့နိုင်ငံမှာမဟုတ်နော် government hospital တွေကဘာပဲလုပ်ရကျွန်တော်တို့ကဆေးရုံ3ရက်အနည်းဆုံးတက်ခိုင်းပါတယ်ကြိုတင်ပြီးတော့2ရက်ကြိုတက်ရတယ်3ရက်မြောက်တဲ့နေ့မှာသူကုသမှုတွေလုပ်ပြီးတော့အဲ့ဒါမျိုးလုပ်တဲ့အတွက်သူတို့ရဲ့ဒီအာမခံကိုဒီဇိုင်းဆွဲခဲ့တဲ့လူတွေကဒီ3ရက်ကို exclusion လုပ်တာမျိုးတွေလုပ်ထားတာရှိတယ်ပေါ့နော်JICA တို့ဘာလို့ဂျပန်တွေကလုပ်တယ်နောက် suicide or initial injury ပေါ့ကိုတတ်သေးတာဒါမှမဟုတ်ရင်ကိုရွယ်ချက်ရှိနဲ့တန်ရရအောင်လုပ်တာတွေပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်တို့မပေးပါဘူးအဲ့တော့ဒီကျမ်းမာရေးအာမခံကိုပေါ့နော်ဒီကျမ်းမာရေးအာမခံကိုပဲနောက်ပိုင်းကျတော့ကျွန်တော်တို့
ဒါ2000အလုံးသိတဲ့အတိုင်း2019မှာ foreign company တွေကိုခွင့်ပြုလိုက်တယ် foreign company တွေကနေပြီးတော့သူတို့ပါနေသူတို့ဒီအာမခံကိုပဲကျမကြီးအာမခံကိုပဲသူတို့နာမည်ပြောင်းပြီးတော့ဒီ design ဒီအာမခံကိုပဲရောင်းနေတာလည်းရှိတယ်လို့သူတို့ထပ်ထွင်လာတဲ့သူတို့ကိုယ်တိုင် own product တွေယူလာတဲ့ design own product တွေယူပြီးတော့ရောင်းနေတာလည်းရှိရပေါ့နော်အားလုံးသိတဲ့အတိုင်းပဲဒါက AIE မှာဆိုရင်တော့ဒါသူတို့ရဲ့ AIE ရဲ့ one head solution ဆိုတဲ့one head solution ဆိုပြီးတော့ကျွန်တော်တို့သူ့ရဲ့ own product သဘောမျိုးရောင်းလာတယ်သူကတချို့ cover လေးတွေပေးလာတယ်ပေါ့နော်နောက် chap ကတော့ကျွန်တော်တို့ဒီကျမကြီးအာမခံကိုပဲသူနာမည်လေးပြောင်းပြီးရောင်းတယ်ဒါ high ကြီးကတော့သူ product လေးသူ design လေး design လေးလုပ်ပြီးတော့ဒါ high ကြီးရောင်းတယ်နောက် prudential ဒီတိုင်းမှာပဲတိတ်မကွာဘူး menu ကလည်း critical illness ကလည်းတိတ်မကွာဘူးဒါပေမဲ့ GGI Nippon Life ကတော့သူက flexi hair ဆိုပြီးတော့သူကနောက်ပိုင်းမှာဒီ flexi hair ဒီထွက်တာတိတ်မကြသေးဘူးကျွန်တော်တို့6လလောက်ပဲရှိသေးရပေါ့နော်flexi hair ဆိုပြီးတော့သူကကျမကြီးအာမခံကို design တစ်မျိုးနဲ့ရောင်းလာတာရှိတယ် CV ကတော့ hospital and surgery rider ဆိုပြီးတော့ rider ကပ်ပြီးတော့ရောင်းတာလည်းရှိလို့သူကဒီဟာပါပဲတိတ်တော့မကွာဘူး micro hair ရှိတယ် micro hair ကတော့ကျွန်တော်တို့ဒီ local product ပါဒါပေမဲ့တိတ်မရောင်းကြဘူးပေါ့နော်ဒီ unit မှာ9000လောက်နောက် critical illness ကတော့critical illness လည်းကျွန်တော်တို့ရောင်းကြတယ်ပေါ့နော်တချို့တွေက critical illness ကိုonly ရောင်းတာပဲstand alone ရောင်းတာရှိတယ်ဒါပေမဲ့ဒီ critical illness ကိုပဲ rider ကပ်ပြီးရောင်းတာရှိတယ်နောက်တစ်ခုကတော့ AR hair ဆိုပြီးတော့ AR ကတော့ design တစ်မျိုးနဲ့ပြန်ရောင်းတာရှိရပေါ့နော်အဲ့တော့အဓိကဒီထဲမှာကျွန်တော်တို့ကဘာထူးခြားလဲဆိုတော့AIA ရဲ့ one head solution ပါတယ်ဒါကျမကြီးအာမခံမှာသူတို့နာမည်တော်တော်ကြီးနေတယ်နောက်ဒါ high hair care ပါတယ် GGI Nippon Life ရဲ့ flexi hair ရှိတယ်နောက်တစ်ခုကပါလဲဆိုတော့ AR hair ရှိတယ်ပေါ့နော် AR hair ကတော့ GGI နဲ့တိတ်မကွာလောက်ဘူးသူတို့ကွာအဲ့တော့သူတို့က design တွေဘလို့ design တွေလုပ်ထားတယ်ဘာတွေကို cover ပေးထားတယ်ဆိုတာတွေကိုကျွန်တော်တို့ကဒီမှာစိတ်ဝင်စားစရာသွားတွေ့ရတယ်ပေါ့နော်အဲ့လိုမသွားခင်မှာကျွန်တော်တို့ကဒီထဲမှာပါလဲဆိုကျမကြီးအာမခံရဲ့မူရင်းသဘောတရားလေးတွေကိုကျွန်တော်တို့ကသိထားဖို့လိုရှေ့မှာကျွန်တော်တို့ဆွေးနွေးခဲ့တဲ့မြန်မာပြည်ကရောင်းတဲ့အာမခံပေါ့နော်အာမခံကသူကပါလဲဆိုတော့သူ့ရဲ့အမျိုးအစားတွေhospital income benefits ပေါ့နော် hospital income insurance လို့တောင်ကျွန်တော်တို့ပြောလို့ရတယ်သူကတစ်မျိုးတည်းရောင်းတယ်အဲ့တော့တကယ်တမ်းအဲ့ policy ကိုကျမကြီးအာမခံကိုကျွန်တော်တို့စပြီးတော့ introduce လုပ်တဲ့အချိန်ကလေးကရောင်းကြည့်ဘူးလေလူတွေကမကြိုက်ဘူးဆေးရုံတက်မှာငါတယူနစ်မှာတရက်မှ1000ပဲဒါမှမဟုတ်10ယူနစ်ဝယ်တိုင်းတော့မှ3သိန်းပဲရမှာငါတို့ဒီလောက်နဲ့တော့မလောက်ဘူးမင်းတို့ကပါကဆေးရုံတက်တာပဲပေးတယ်တချို့လေကျမကြီးကောင်းနေတယ်ဆေးရုံတက်တဲ့အချိန်ဆေးရုံတက်စရာမလိုဘူးတခြားဟာတွေမရှိဘူးလားလို့ခဏမေးတယ်ပေါ့နော်တခြားဟာတွေမရှိဘူးလားဆိုအဲ့တုန်းကတော့ကျွန်တော်တို့မရှိပါဘူးပဲကျွန်တော်ဖြေခဲ့ရတယ်နောက်ပိုင်းမှာတော့ခုနပြောခဲ့တဲ့ AIA တို့ဒါ IG တို့GGI Nippon Life တို့ပေါ့နော်ကျွန်တော်တို့ AR တို့ကနေပြီးတော့သူတို့တချို့ကာပါလေးတွေပါလာတယ်ရှိအဲ့တော့ပထမဆုံးဟာဒီကျွန်တော်တို့က stand alone policy လို့ခေါ်တယ်အဲ့ stand alone policy ဖြစ်တဲ့အတွက် तू ကrider ကပ်ပေးရတယ်ဒါမှမဟုတ် supplementary နဲ့လောက်ကြတယ်အဲ့တော့ဒီမှာပဲဘာတွေ့လာလဲဆိုကျွန်တော်တို့ကပထမဆုံးကhealth insurance hospital income ပေါ့နော်သူရဲ့သဘောတရားအမျိုးအစားအောက်ကပြောမယ် hospital income insurance ဒီဘက်မှာ critical illness ဒီနှမျိုးပဲရှိတယ်အဲ့တော့ critical illness ကိုတချို့တွေကသူတို့ရဲ့အသက်အာမခံ life policy မှာrider ကပ်ပြီးတော့ရောင်းတာရှိတယ်ကျမကြီးအာမခံဝယ် rider ကပ်ပြီးတော့ life policy နဲ့ရောင်းတာလေးတွေလည်းသူတို့ design လေးထွင်ပြီးတော့ရောင်းကြတယ်ပေါ့နော်အဲ့တော့ဒါကိုနားလည်ရမှာဒီပထမဆုံးကကျွန်တော်တို့ stand alone policy ဆိုတာရှိတယ်အဲ့တော့အမျိုးအစားတွေကျမကြီးအာမခံအမျိုးအစားတွေဘယ်လိုရှိလဲဒါကတော့ကျွန်တော်တို့နိုင်ငံတကာမှာတုံ့ရတဲ့ဟာတွေပေါ့နော်ရှေ့မှာလည်းပြောခဲ့လို့ medical နဲ့ health insurance HSI hospital and surgical ကိုက medical ကိုကုသမှုပဲလုပ်မလားပေါ့နော်ကျမကြီးကုသမှုနဲ့ဆေးဝါးတွေပဲလုပ်မလားဒါမှမဟုတ်ရင်ကိုကhospital ကျွန်တော်ဆေးရုံတက်ရတာနဲ့ခွဲစိတ်ကုသတာတွေအတွက်လုပ်မလားနောက်တစ်ခုကကျွန်တော် CI drug disease insurance ကျွန်တော်တို့ကဒီမှာ critical illness ပြောမယ် drug disease ဆိုတာပေါ့နော်ယောဂကြောင့်ယောဂပြန့်နှံ့တာပေါ့နော်ယောဂပြန့်နှံ့ပြီးတော့ပြင်းထန်တဲ့ယောဂပြန့်နှံ့တချို့အခုထားပါတော့ကျွန်တော်တို့ကာလာ1လို့ဟာမျိုးတွေပြင်းထန်တဲ့ယောဂပြန့်နှံ့တာတွေဆိုရင်လည်းဒါ CI နဲ့မှာပါတယ်နောက်တစ်ခုက disability income insurance ရှင်းကျွန်တော်တို့လူတယောက်ကအာမခံကျမကြီးအာမခံထားကျမကြီးအာမခံထားပေါ့အသက်အာမခံထားတာမျိုးရှိမယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့ okay accident ဖြစ်သွားတယ်ကျွန်တော်တို့accident ဖြစ်သွားတယ်ဒါမှမဟုတ် sickness ဖြစ်လာတယ်infirmity လို့ခေါ်တယ်ကျွန်တော်တို့မတန်စွာမဲ့ပြောမှာပေါ့နော်ဒါပါတော့ disable မဟုတ်ဘဲနဲ့ infirmity ဆိုတာ तू ကဝင်ငွေရတဲ့အလုပ်ကိုမလုပ်နိုင်တော့ဘူး
disable ကြတာလုံးဝကိုကျွန်တော်တို့ disable ကြပါလဲဆိုတော့လုံးဝကိုကျွန်တော်တို့ကပြောမယ်ဆိုရင်သူဒီအလုံးမလုံးနိုင်တော့ဘူးပေါ့နော်တခါလေသူများအကူလောက်ပဲရှိတယ်ဒါပေမဲ့တခါလေကျ infirmity ဆိုတော့ကျွန်တော်တို့သူ့ရဲ့လူကတော့နေလို့ထိုင်လို့ရသေးတယ်ဥပမာကျွန်တော်တို့ဘောလုံးသမားတယောက်ကခြေထောက်ပြတ်သွားမျိုးပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကားသမားတယောက်ကကျွန်တော်တို့ကားသမားတယောက်ကသူလက်မရှိတော့တာမျိုးလက်ကမောင်းလို့မရတာမျိုးဒါမျိုးဆိုသူ့ဝင်ငွေရှိသွားတယ်အဲ့တော့သူဒီ disable ဖြစ်သွားတယ်သူရဲ့ disable ဖြစ်သွားတဲ့အတွက်သူဒီအလုံးလုံးနိုင်တော့က income တွေရှိခဲ့တယ်အဲ့ဆိုရင်သူ့အတွက်ကိုလည်းတကယ်လို့သူကဒီလိုမျိုး disability income insurance ကိုဝယ်ထားမယ်ဆိုရင်သူ့ရဲ့ဝင်ငွေကိုကျွန်တော်တို့ကပြန်ပြီးတော့လုံးနိုင်တဲ့အချိန်မှာအမကန်ကုမ္ပဏီကထောက်ပံ့ပေးတယ်အမကန်အမျိုးအစားပေါ့နော်ရှိတယ်တိတ်ကောင်းတယ်ဒါပေမဲ့ဒီမှာတော့ disability income insurance ကျွန်တော်တို့မရှိသေးဘူးနောက်တစ်ခုကပါလဲကျွန်တော်တို့ hospital income insurance ရှေ့မှာပြောခဲ့သလိုပဲဈေးရုံတက်ရမယ်ကျွန်တော်တို့တရက်ကိုဘယ်လောက်ပေးမလဲပေါ့နော် lump sum ဘယ်လောက်ပေးမလဲဘယ်လောက်သတ်မှတ်ပေးမလဲဆိုတော့ဒီလိုအမျိုးအစားလေးတွေကျွန်တော်တို့အမကန်အမျိုးအစားတွေရှိတယ်ပေါ့နော်အဲ့တော့ critical illness ကဆိုညာသောအဖြစ် critical illness ကိုဘယ်လိုမျိုး cover ပေးလဲကျွန်တော်တို့ပါလဲဆိုတော့ပေါ့နော်သူဒီပြင်းထန်တဲ့အတွက်သူကသူ့ကြောင့်ဖြစ်သွားရင်ဆက်ကူတနေရဆက်ကူရအောင်မယ်ဆက်ကူရမယ်ဆိုရင်အမကန်ကုမ္ပဏီကဟာမရဒီလောက်ကြီးတော့ငါတို့ကမတတ်နိုင်ဘူးသူဆက်ကူရယောဂပြောက်တဲ့ဒီဆက်ကူကိုဆိုရင်တိတ်မသေးကြဘူးဆိုများသောအားဖြင့် critical illness ဒီယောဂခေါင်းစဉ်ကိုခေါင်းစဉ်တက်ထားတယ်ပြီးရင်သူတို့က lump sum လို့ခေါ်တယ်ကျွန်တော်တို့တစ်လုံးနဲ့ပေးလိုက်တယ် diagnosis သူဒီယောဂတွေ့တယ်ကင်ဆာတွေ့တယ်အဆုတ်ကင်ဆာတွေ့တယ်ကြောက်ကမကောင်းဘူးဒီလိုမျိုးဒါမှမဟုတ်တခြားယောဂမျိုးဖြစ်လာပြီဆိုရင်သူတို့က lump sum ပေးတယ် lump sum ဆိုတယ်ကျွန်တော်တို့တစ်လုံးနဲ့ပေးတယ်တစ်လုံးနဲ့ပေးဖို့အတွက်ဘယ်လောက်ပေးပါမယ်ဆိုပြီးတော့သူတို့က policy ထဲမှာရေးထားလေးရှိတယ်ဒါလည်းနိုင်ငံတကာမှာလည်းအတူတူပဲဒီမှာလည်းအတူတူပဲပြီးတော့ယောဂရဲ့နာမည်တွေကိုတက်ထားလေးရှိတယ်ပေါ့နော်အားလုံးသိတာကတော့ကျွန်တော်တို့စီမှာတော့ critical illness ဆိုရင်များသောအားဖြင့်ယောဂကြီး10မျိုးတို့ယောဂကြီး17မျိုးတို့သိထားတယ်ဒါတော့ယောဂတွေထုံတာတွေချဲ့တာတွေအများကြီးတော့ရှိတယ်ပေါ့နော်ဒီထဲမှာတော့ကျွန်တော်ဒါကျွန်တော်တို့မလေးရှားတင်ယူတွေကတင်ထားတဲ့ critical illness ပါသူတို့ဒီဘယ်လောက်ထိပေးထားလဲဆိုတော့31မျိုး36မျိုးထိကျွန်တော်တို့ပေးထားပါတယ်ကြိုက်တယ်ဆိုရင်ကျွန်တော်တို့ဖတ်ကြည့်လို့ရတယ်ဖတ်ကြည့်လို့ရပြီးတော့ဒီထဲကကိုရီလဲဒါမျိုးကာပါတွေလူချင်းပါလားဆိုပြီးတော့တောင်းရင်လည်းတောင်းဆိုလို့ရတာပေါ့နော်ပေးရင်လည်းပေးမယ်ပေါ့အမကန်ကုမ္ပဏီတွေဒါပေမဲ့လက်ရှိတော့ဒီမှာကျွန်တော်တို့က17မျိုးပဲရှိနေတယ်ဒီတိုင်းမှာဒီထဲမှာပါတဲ့ဟာတွေကတော့ကျွန်တော်တို့အသေးစိတ်ကိုယ့်ဘာနဲ့ကိုဖတ်ကြည့်လို့ရတယ်ကျွန်တော်ထပ်ပြီးတော့ဟိုပါပေါ့နော်ဒီကတော့ underwriting လုပ်နေရလဲမဟုတ်တဲ့အတွက်ကျွန်တော်ထပ်ပြီးတော့မပြောတော့ဒါပေမဲ့ရှိတယ်ဆိုတာကိုသိထားဖို့ကျွန်တော်ဒီထဲမှာထည့်ပေးတာဖြစ်ပါတယ်နောက်တစ်ခုက disability income ပေါ့နော်ဒါရန်ကောင်းတယ်လို့ကျွန်တော်ရှင်းမပြောခဲ့တယ်သူကဘာလဲဆိုတော့သူအလုံးလုံးနိုင်တဲ့အချိန်မှာ manager တယောက်ကသူအလုံးလုံးနိုင်တယ်တစ်လောက်တစ်လောက်ကို10သိန်းဝင်လို့တစ်နှစ်ကို320ဝင်တယ်ဒါဆိုရင်သူအလုံးလုံးနိုင်တဲ့အချိန်မှာတကယ်လို့သူလုပ်ရတဲ့အလုပ်ကမတော်တဆထိခိုက်နိုင်မှုများတယ်ပေါ့နော် construction တို့ construction မှာလုပ်ရတာတခြားဟိုပေါ့အနည်းများတဲ့အလုပ်ပေါ့နော်ဒါမှမဟုတ်လေသူကိုယ်တိုင်ကဒီလိုမျိုးစိတ်ကကြောက်နေတယ်ဒါမျိုးတွေဖြစ်လာပြီဆိုရင်သူဘာလုပ်လို့ရလဲဆိုတော့ disability income insurance ကိုကျွန်တော်တို့ဝယ်ထားလို့ရဘယ်လောက်ထိဝယ်ထားလို့ရလဲဆိုသူရမယ်သူပြန်ရနိုင်တဲ့သူဝင်ငွေရဲပေါ့နော်60ကနေ80ရာခိုင်နှုန်းထိကျွန်တော်တို့ဝယ်ထားလို့ရတယ်လို့ပြောတယ်ဆိုတော့ manager တယောက်ကတစ်လောက်10သိန်းရတယ်ဆိုရင်တစ်နှစ်ကို300နဲ့တစ်နှစ်ကို320ဒါဆိုရင်သူရဲ့60% 70% ကိုတကယ်လို့ insurance ကိုဝယ်ထားပြီးတော့အခုခုကြောင့်မြန်သူ disable ဖြစ်သွားမယ်ဆိုရင်သူ့ကိုဒါပြန်ပေးပါဒီ cover မျိုးပြန်ပေးပါဆိုပြီးတော့ဝယ်ထားလို့ရတယ်တစ်လ10သိန်းဆိုတော့ဗျာတစ်နှစ်ကိုတစ်လကိုကျွန်တော်တို့က10သိန်းဝင်နေဆို9သိန်းလောက် cover ပေါ့ဗျာအမကန်ကုမ္ပဏီကသူ့ရဲ့အနေထားနဲ့ premium ကြီးနဲ့ကြည့်ပြီးတော့သူလည်း9သိန်း80ရာခိုင်နှုန်း cover ပေးမလားဒါမှမဟုတ်50ရာခိုင်နှုန်း cover ပေးမလားဒါမျိုးပေးပြီးတော့ကျွန်တော်တို့လုပ်လို့ရတယ်ရှိတယ်ဒီထဲမှာလည်းပါတယ်ပေါ့နော်ဒါဒီကျမကြီးအမကန်မျိုးစားထဲမှာရှိတယ်နောက်တစ်ခုကတော့ hospital income ပေါ့နော် hospital income တော့ကျွန်တော်တို့ရှေ့ရမြန်မာပြည်မှာလည်းစားလုပ်တဲ့အမကန်မျိုးစားတွေလည်း hospital income ဖြစ်တယ်သူကဘယ်လိုပေးလဲdaily weekly ကျွန်တော်တို့ monthly basis ပေါ့နော်ပြီးတော့သူဘယ်လောက်ပေးလဲဆို annual limit လို့ခေါ်တယ်ကျွန်တော်တို့တစ်နှစ်ကိုဘယ်လောက်အများဆုံးပေးပါမယ်ပေါ့နော်ဒါမျိုးသတ်မှတ်ထားပါသူဒီ lifetime limit ဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲအသက်အာမခံမှာကျွန်တော်တို့တည်သွားတယ်ဆိုရင်ကျွန်တော်တို့ပထမက1 unit ကို1 unit ဝယ်ထားတယ်ဆိုရင်1000သိန်းပေါ့နော်အဲ့တော့သူဒီ1 unit ဝယ်ထားတာ
အတွက်ကို1000ပေးတာဘယ်လောက်ပေးလဲရက်ပေါင်း30လားရက်ပေါင်း60လားဟုတ်ပြီရက်ပေါင်း30ပေးမယ်ဆိုရင်ရက်ပေါင်း30သတ်မှတ်လိုက်တယ်ရက်ပေါင်း60ပေးမယ်ဆိုရင်ရက်ပေါင်း60သတ်မှတ်ပြီးတော့သူကသတ်မှတ်ထားတဲ့အမောင်းနဲ့ပဲကျွန်တော်တို့ပေးတယ်ပေါ့နော်အဲ့တော့သူ့ကိုဘာလုပ်လဲဆိုပြီး as a pre agreement or Lourdes E hospital လိုက်ဘယ်လောက်ပေးပါမယ်ဆိုပြီးတော့ကျွန်တော်တို့ pre agree လုပ်ထားတယ်ကျွန်တော်တို့လက်ရှိရဲ့ policy design နေနဲ့လည်းတူပါတယ်တရက်ကို1000ပေးမယ်လို့ပြောရရင်အာမခံထားတဲ့လူကစေယုံ100လို့စေယုံ100လို့တ unit ဝယ်လို့1000ရမယ်ဆိုသူကတ unit ဝယ်ထားတယ်ဒါပေမဲ့စေယုံမှာတရက်ကို3သိန်းကုန်တယ်သူက1000ပဲပေးမယ်ဒါပေမဲ့အာမခံထားတဲ့လူက10 unit ဝယ်ထားတယ်စေယုံမှာကျွန်တော်တို့တရက်မှာ1000လောက်ကုန်တယ်ဆိုရင်လည်းသူက10 unit စာ3သိန်းပေးရမှာမျိုးဖြစ်တယ်ပေါ့နော်အထင်ရှားဆုံးပြောမယ်ဆိုကိုဗစ်တုန်းကပေါ့ဒါသူတို့ကအလုံးနဲ့တည်ပြီးသားဖြစ်မယ်ဗာလဲဆိုတော့ကိုဗစ်တုန်းကဆိုရင်ကျွန်တော်တို့ကစေးရုံတက်ရတယ်ဒါပေမဲ့ကျွန်တော်တို့ဘာမှနိုင်ငံတော်စည်းနဲ့သွားတာရှိတယ်နောက်ဒါတခြားကုန်ကြစည်ကုသစည်မရှိဘူးအဲ့ဒီအချိန်မျိုးမှာကျမကြီးအာမခံဝယ်ထားတယ်တရက်ကို10 unit ဝယ်ထားတဲ့လူကစေးရုံမှာကျွန်တော်တို့က20ရက်သုံးမို့ရင်20သုံးမို့ရင်ကျွန်တော်တို့2ပတ်ပေါ့နော်15ဆိုရင်10 unit ဝယ်ထားရင်တရက်ကို3သိန်းနဲ့15သိန်းရမှာပါဒါက hospital income insurance ရဲ့ policy ဖြစ်တယ်ပေါ့နော်သူဒီလဲ standalone policy ဆိုတာတစ်မျိုးတည်းမဲ့ပဲသွားတယ်များတယ်ဒါကြောင့်တချို့တွေက rider ကတ်တယ်ပေါ့နော်သူကိုယ်တိုင်ဆိုရင်တော့ဘယ်လောက်ပေးမလဲဆိုတော့ဘယ်လောက်ကျွန်တော်တို့ပြီးပါမယ်ဆိုတဲ့ agreement နဲ့ပဲသွားတာများတယ်ပေါ့နော်အဲ့တော့ပြီးအမကန်ကတော့အမကန်တွေကကျွန်တော်တို့ကဒီမှာကျမကြီးအမကန်တွေကျွန်တော်တို့ပြောတယ်ပေါ့အဲ့ဒါဆိုရင်အမကန်ကျမကြီးအမကန်တွေကငါတို့ကပြောပြီးဆိုသူတို့ဝယ်ထားသလောက်ပဲဝယ်ထားတာကိုငါတို့ကဘယ်လိုပေးရမလဲအမကန် general လို့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ရော်ကြီးဘယ်လိုပြန်ပေးမလဲပေါ့ရော်ကြီးဘယ်လိုပြန်ပေးမလဲဆိုတော့သူတို့ထဲမှာကုန်တလောက်ပေးရမလားစေယုံတဲ့ကုန်တလောက်ပေးရမလားဒါမှမဟုတ်ရင်စေယုံတဲ့ကုန်တလောက်တော့မဟုတ်ဘူးငါတို့ကဘယ်လောက်ပေးရမလဲသူကလည်းသူတို့ရဲ့ကုန်ကြစည်ကိုကျွန်တော်တို့သတ်မှတ်ထားတာရှိပါတယ်အဲ့တော့ cost containment ပေါ့နော်စေယုံတဲ့critical index လို့ပဲပြန်ပြောရမယ်ဆိုရင်တော့သူ့ကိုကျမ်းမာတဲ့ဒီကူရင်တော့ငါတို့ကတော့တွက်ချေကိုက်မှာမဟုတ်ဘူးဒီလိုပုံစံနဲ့ကျွန်တော်တို့လုပ်တဲ့အတွက်ကျမ်းမာရေးအာမခံမှာကျွန်တော်စဉ်းစားတဲ့အချက်လေးတွေပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ cost ကိုဘယ်လောက်သတ်မှတ်မလဲဆိုပြီးတော့ကျွန်တော်တို့ measure ပေါ့နော်ဘယ်လောက်တိုင်းတာမလဲဘယ်လိုလုပ်မလဲဆိုပြီးတော့ဒါလုပ်တယ်ပထမဆုံးကတော့ကျွန်တော်တို့ adjust ဆိုတာတော့စကလုံးရပြောမယ်ဆိုရင်တော့ကုန်တလောက်ပေါ့နော်ကုန်တလောက်ပေးပါမယ် internet လို့လည်းပြောလို့ရပါပေါ့နော်ဒါပေမဲ့ကုန်တလောက်ပေးမယ်တခုနောက်တစ်ခုက reasonable customer charges တင်းလျောက်ပတ်တဲ့ကုန်ကြစည်လောက်ပေးမယ်ကျွန်တော်တို့ကုန်တလောက်ပေးမယ်နဲ့တင်းလျောက်ပတ်တဲ့ကုန်ကြစည်လောက်ပေးမယ်ဆိုရင်ဒါဒီသူ့ရဲ့စကလုံးရဲ့တာသွားမှုကအရန်ကိုရှိပါတယ်တင်းလျောက်ပတ်တယ်ဆိုရင်အမကန်ကုမ္ပဏီကမသိဘူးထင်ရင်ကျွန်တော်တို့ဖြတ်ချလို့ရရှော့ချလို့ရအဲ့ချက်ဆိုတာကုန်တလောက်ဆိုရင်တော့သူကကုန်တလောက်ပေးမယ်ပေါ့နော်ဒါလေးနေနဲ့သူတို့ရဲ့ cost ကိုကျွန်တော်တို့ containment ဆိုတာကျွန်တော်တို့ထိန်းထားတာပေါ့ဗျာထိန်းထားတယ်ဒီလောက်ဒီတက်ကြော်မသွားအောင်လို့ကျွန်တော်တို့လုပ်တဲ့နည်းလေးနောက်တစ်ခုကတော့ဗာလဲဆိုတော့ a limit per something ပေါ့နော် limit per something ဆိုတာကျွန်တော်တို့ဒီယောဂတစ်ခုအတွက်ကိုဘယ်လောက်ပဲပေးမယ်ကင်ဆာအတွက်ကိုဆိုရင်ကျွန်တော်တို့ဘယ်လောက်ပဲပေးမယ်နာမည်တစ်ခုနဲ့သတ်မှတ်ထားတယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ ICU ဝင်သွားရင် ICU ဆိုရင်ဘယ်နည်းတရက်ကိုဘယ်လောက်ပဲပေးမယ်ဒါမှမဟုတ်ရင်ဘယ်နည်းစာပဲပေးမယ်တခုခုခေါင်းစဉ်ပေါ်မှာသူတို့က limit လောက်ထားတယ်ပေါ့နော်ဒါလေးတွေလောက်တယ်နောက် overall annual limit ဆိုတော့တစ်နှစ်လုံးစာမှာဒီလောက်ပဲပေးမယ်ကျွန်တော်တို့ကျမကြီးအမကန်ဝယ်တဲ့လူတ unit ဝယ်ထားတဲ့လူတ unit ဝယ်ထားတဲ့လူဆိုရင်တည်သွားရင်10သိန်းရမယ်ဒါရှိရဥစ္စာပေါ့နော်ကျွန်တော်တို့ hospital income ထဲမှာပါတယ်ဒါပေမဲ့သူ့ကိုတစ်နှစ်လုံးစာဘယ်လောက်ပေးမလဲပထမဆုံးကကျွန်တော်တို့ရက်ပေါင်း30ပဲပေးတရက်ကို1000နဲ့ရက်ပေါင်း30ဆိုရင်စေယုံတရားရင်3သိန်းပဲပေးမယ်ရက်ပေါင်း30စာပဲပေးနောက်ပိုင်းကျတော့ကျွန်တော်တို့ရက်ပေါင်း60ဖြစ်လာတယ်ပေါ့နော်ရက်ပေါင်း60စာဖြစ်လာတယ်ဆိုရင်တရက်ကို1000နဲ့ဆို6သိန်းပဲပေးမယ်ဒါဒီကျွန်တော်တို့ဒါကို overall annual limit လို့ကျွန်တော်တို့သတ်မှတ်ပါတယ်နောက်တစ်ခုကပါလေလူတွေကအမကန်ဝယ်ကြတယ်ကျွန်တော်တို့အမကန်ဝယ်လိုက်တယ်ဒါပေမဲ့တစ်ခါတလေကျွန်တော်တို့ဖြစ်ချင်မှဖြစ်မယ်uncertainty လို့ပြောကိုလည်းဖြစ်ချင်မှဖြစ်လိုက်မယ်မဖြစ်ချင်လည်းမဖြစ်တဲ့အရာလည်းရှိရပေါ့နော်တစ်နှစ်သက်တမ်းပဲဖြစ်နေတာမျိုးတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတစ်နှစ်တွင်းမှာကျမရေးမရှိဘူးမရှိရင်က
ဒီတစ်နှစ်ကိုပဲငါကျမကြီးအာမခံကိုတစ်နှစ်ကို9သိန်းမိုးဝယ်လာတယ်9သိန်းမိုးဝယ်နေတယ်ဒါပေမဲ့ဒီ9သိန်းကြီးကိုမသုံးရင်ဒီတက်ပို့ပြီးတော့တက်တာမျိုးသုံးခြင်းတယ်ဒါဆိုရင်ဘယ်လိုလုပ်လို့ရတယ်ပေါ့ဒီမှာလုပ်လို့ရတဲ့နည်းစနစ်တွေရှိပါတယ်ဒါကဘာလဲဆို detective ပဲပေါ့အာမခံထဲမှာတော့ detective ကgeneral ရောကျွန်တော်တို့ live မှာရောဒါနားလည်တဲ့လူဆို detective တွေအများကြီးလုပ်တယ်သူကဘယ်လောက်လဲဟုတ်ပြီငါ detective ကို short သွားမယ်ဆိုရင် detective ယူထားမယ်ဆိုရင်အာမခံကျွန်တော်တို့ပြောရမယ်ဆိုရင် premium ကြီးရော့တယ်ပေါ့ပို့ပြီးတော့တက်နိုင်လာတယ်ဒါမျိုးဖြစ်လာတယ်အဲ့တော့ detective သုံးဘယ်လောက်ထိသုံးလို့ရဒါမှ example အားဖြင့်ပေါ့နော်ကျွန်တော်တို့$5ဒေါ်လာ3000ပေါ့နော်ဒေါ်လာ3000လောက်ဒီငါ short ယူမယ်ဆိုရင်မင်းဘယ်လောက် short နိုင်လဲအာမခံ company တွက်ကြည့်လို့ရပါတယ်တွက်ကြည့်ပြီးတော့ဒီ9နဲ့သုံးလို့ရတယ်အာမခံ company ဘက်ကလည်းဒါမင်းအတွက်ကိုမင်းရများနေတယ်တစ်နှစ်ကို9သိန်းများနေရဆိုရင်မင်းကိုငါတို့က7သိန်းအောက်ဆိုမရောဘူးဒါပေမဲ့မင်းတစ်နှစ်ကို3သိန်းခွဲပဲပေးဒီလိုပုံစံနေနဲ့ကျွန်တော်တို့လုပ်လို့ရပါတယ်နောက်တစ်ခုကပါလဲ cost share ဒီဗမာလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဇရိတ်မြပေးလို့လည်းအရင်တုန်းကတော့ကိုတွက်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့မင်းစေးရုံတက်ရတယ်စေးရုံတက်ရဒီစေးရုံတက်တဲ့ဈေးကိုဒီစေးရုံတစ်ခါတက်ရတဲ့ကုန်ကြဈေးဒီ30ကျ10သိန်းကျမယ်30ကျမယ်ဒါဆိုရင်မင်း cost share ဒီအနေနဲ့25% ဒါမှမဟုတ် 10% မင်းစိုက်မင်းမဖြစ်ခဲ့ဘူးဆိုအဲ့မင်းဆိုင်အဲ့ဆိုရင်မင်းအတွက်ကိုငါတို့က premium ကြီး short ပေးမယ်စပြီးတော့ premium ကြီးသွင်းတဲ့ချိန်ဖြစ်မယ်မဖြစ်မယ်သူလည်းမသိကြဘူးကိုလည်းမသိကြတဲ့အချိန်မလို့အဲ့ဆိုရင်ငါတို့က premium ကြီးမျိုးခုနပြောသလိုပဲ9သိန်းဆိုရင်ငါတို့က4သိန်းနဲ့ထားပေးမယ်တစ်နှစ်လုံးစား9သိန်းကျရင်4သိန်းနဲ့ထားပေးမယ်ဒါပေမဲ့မင်းဖြစ်လာတဲ့ချိန်10သိန်းကျရင်10သိန်းကျရင်20% စိုက်ဒါမှမဟုတ်30ကျရင်20% စိုက်ဒီလိုအနေနဲ့လဲကျွန်တော်တို့ပို့ပြီးတော့အမကန်နည်းစနစ်အနေနဲ့ဒီလိုမျိုးသုံးလို့ရတယ်ပေါ့နော်အဲ့ဒါလေးနဲ့သုံးလာတယ်ဆိုရင်အမကန်ကြီးတွေကကြော့သွားနိုင်တယ်အမကန်ထားတဲ့လူတွေအတွက်ကိုကြော့သွားနိုင်တယ်ပေါ့အဲ့တော့pre ပါနော်ဒါကတော့ရှေ့မှာခုနပြောထားတဲ့ဥစ္စာကိုမဝယ်ခင်ကနေကငါတို့ကဘယ်လောက်လျှော့ပါမယ်ဒါမှမဟုတ်ဘယ်လောက် cost sharing ပါမယ်ဆိုပြီးတော့ကြိုပြီးတော့ကျွန်တော်တို့ကထားရပါတယ်တကယ်လို့အဲ့တိုင်းမထားဘူးဆိုရင်ကျွန်မအမကန်မှာကျွန်တော်တို့ဘယ်လိုပြောမလဲ confuse တွေဖြစ်လာတယ်တွေပေါ့နော်ပြောရမယ်ဆိုရင်တော့ misselly တွေဖြစ်လာနိုင်တာရှိရပေါ့နော်ဒါကိုလည်းနားလည်ထားဖို့လိုပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ခုနကရှိမှပြောတယ် cost contain ပါပေါ့နော် cost containment measure ပေါ့ကျွန်တော်တို့တိုင်းတာတဲ့ဟာရှိအဲ့အတွက်အဲ့ဒါကို limitation တွေကျွန်တော်တို့ limit တွေထားပြီးတော့တိုင်းလုပ်လို့ရှိတယ်ငါတို့ကကုန်တလောက်တော့မရောဘူးဒီလောက်ပဲရောမယ်ဒါဆိုရင် limit ဘယ်လောက်ထားမလဲဘယ်လိုတွေရှိမလဲ limit ရဲ့သုံးလို့ရတဲ့ဟာတွေပါလဲဆိုတော့ဒီမှာ inner limit ဆိုရင် तू က policy မှာ specify for each benefit mentioned in the policy ဒီအတွက်ကိုဘယ်လောက်ပေးပါမယ်ဆိုပြီး policy ထဲမှာသူတို့ကလောက်ထားလို့ရှိဒါအခုလက်ရှိကျမကြီးအာမခံတွေကိုလည်းဖတ်ကြည့်တဲ့ခါကျရင်ဒီကိစ္စလေးတွေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုက schedule for surgery procedure တကယ်လို့ surgery လုပ်ခဲ့ရမယ်ဆိုရင်ဘယ်လောက် fee ပေးပါမယ်ဘယ်လောက်ရက်ကြာပါမယ်ပေးပါမယ်ဆိုပြီးတော့ကျွန်တော်တို့ဒီထဲမှာ limit လောက်ထားတာရှိတယ်ပေါ့နော်နောက်တစ်ခုကပါလဲ maximum period ရှေ့မှာပြောခဲ့သလိုပဲရက်ပေါင်း30ပြီးတဲ့တစ်ခါရှိရရက်ပေါင်း60တစ်ခါပြီးရရှိဒါဒီ policy ဆိုရတဲ့အာမခံ company ရဲ့စိတ်ကြိုက်သူတို့တွေဆွဲလို့ရတယ်ဆွဲလို့သူတို့ဆွဲထားတာတွေရှိတယ်ဒီပုံမှာမူတည်ပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်ပုံမှာမူတည်ပြီးတော့ဒီဟာတွေကအတူတူပဲလို့ပြောလို့မရအောင် maximum period ဒီတစ်ခုနဲ့တစ်ခုနောက်ပိုင်းဆိုရင်တဖြည်းဖြည်းနဲ့ကွာသွားနိုင်နေရှိနိုင်တယ်နောက်ပြီးတော့ time frame ပေါ့ဘယ်ကြားနေဘယ်ကြားပေါ့နော်ဒီထဲမှာနောက်တစ်ခုက time frame တစ်ခုရှိရကျွန်တော်တို့critical illness ဆိုရင်ကျွန်တော်တို့အခုဆိုရင် critical illness အတွက်ကိုတချို့တွေက waiting period က2 months စောင့်တာရှိတယ်1 month စောင့်တာရှိတယ်အရင်တော့ကိုဗစ်မှာဆိုရင်ဘယ်လောက်စောင့်ရလဲဆိုရင်ကျွန်တော်တို့2 ပတ်စောင့်တာတွေရှိတယ်2 ပတ်ကျော်ပြီးမှကိုဗစ်ကာပါကိုပြီးမှဒီရှေ့က2 ပတ်တွေမှာကိုဗစ်ဖြစ်လို့ဆေးရုံတွေရမပေးဘူးဆိုတာမျိုးတွေဒါမျိုးတွေရှိတယ်ဒါလေးကိုကျွန်တော်တို့ကနမူနာလေးနဲ့ကြည့်ရင်ပို့ပြီးတော့တွေ့သွားပါမယ်အဲ့တော့ဒီ limit လေးတွေပေါ့နော် limit လေးတွေပဲကျွန်တော်တို့ limitation example လေးတွေကျွန်တော်တို့ပြောတယ်ဒီထဲမှာဆို hospital room and board သူကဘယ်လိုပေးထားလဲအခန်းကားနဲ့ပေါ့နော်အခန်းကားနဲ့ကုသစရိတ်ပေါ့နော် daily maximum up to 120 တီးတယ်တော်တော်များတယ်ဒါနမူနာပြတာတော်တော်များတယ်ဒီထဲမှာတချို့တွေ hospital ဘုတ်ကိုရက်ပေါင်း30လောက်ပဲပေးတာရှိရရက်ပေါင်း60လောက်ရှိတယ်ဒါပေမဲ့တစ်ရက်ကိုသူဘယ်လောက်ပေးလဲဆိုအများဆုံးကျွန်တော်တို့က
ဒေါ်လာ300ပေါ့နော်ဒါသတ်မှတ်ထားလိုက်ပေါ့ဒါကတော့ခက်များများလေးတွက်ကြဒေါ်လာ300ပဲပြီးတရက်ကိုကဆေးရုံကိုသွားတက်တယ်မင်းတရက်ကိုဒေါ်လာပဲပြောပေါ့နော်ကျွန်တော်တို့ဟိုဒေါ်လာ300ကုန်တယ်ဒါပေမဲ့မဟုတ်ဘူးငါတရက်ကိုဒေါ်လာ900ကုန်တယ်ဆိုရင်ဒါပေမဲ့သူ့ကို300ပဲပေးမှာမဟုတ်ဘူးငါရက်ပေါင်း100ဟိုငါလုံးဝဟိုကြီးကျယ်ခွဲစိတ်ကူတာလို့ရက်ပေါင်း120မကောက်ရက်ပေါင်းရက်ပေါင်း360လို့တစ်နှစ်လုံးတက်ရသူကမီစီမန်နီ120 4လပေါ့နော်ဒါပဲပြော120ပဲပြီးမယ်ဆိုရင်ကျန်တဲ့ဟာဒီအမကန်သူကဆိုင်နောက်တစ်ခုက ICU ပေါ့နော် ICU ကိုဆိုရင်သူ limit ပေးထားတယ် ICU ကိုတစ်ရက်ကိုဘယ်လောက်ပေးပါမယ်ဆိုရင်ဒေါ်လာ400ပေါ့နမူနာပေါ့နော်ဒေါ်လာ400ပေးမယ်ဘယ်လောက်ထိပေးထားမလဲရက်ပေါင်း20ထိပေးတာရက်ပေါင်း20ထဲကျော်သွားလို့ ICU ထဲမှာရှိနေကျန်တာကိုသူတောင်းလို့မရတော့ဘူးဒါပေမဲ့သူကုန်ကြတဲ့စရိတ်ဒီလေဒေါ်လာ400ဆိုရင်ဒေါ်လာ400တဲ့ပို့ပြီးတော့မကုန်ကြဒီကနန်းလေးတွေကအရှင်ကြိုက်တယ်လို့ကစားလို့ရတယ်ဒီမှာဟို ICU ဆိုရင်လည်းကျွန်တော်တို့ICU ဆိုရင်လည်းကျွန်တော်တို့ဒီမှာဆိုရင်တော့ရက်ပေါင်း30ပေးရကျွန်တော်သိရလောက်ဆိုတချို့ဟာတွေရက်ပေါင်း30ရှိတယ်။နောက် hospital supply and service charge ဘယ်လောက်ပြီးထားလဲဆိုတော့ဆေးရုံရဲ့ပစ္စည်းရတွေနဲ့ဆိုရင်တော့သူကအများဆုံးကိုသူကဘယ်လောက်ပေးထားလဲဆိုတော့ဒါဒီကောင်တော့နည်းနည်းများกว่า4000ပေါ့နော်ဒေါ်လာ4000ပေးထားလိုက်ပါတော့ပြီးတော့ pre surgical diagnosis and consultation မခွဲစိတ်ခြင်းကကျွန်တော်တို့ကကုသတဲ့စီဒီမှာရက်တွေမပါတော့ဘာလို့လဲဆိုတော့သူတို့အရင်ဆွေးနွေးတာတွေပါတချို့ဟာတွေကရက်တွေမပါခဏလေးလုပ်တဲ့အတွက်သူကအများဆုံးဒီလောက်ပေးတာနောက်တစ်ခုက surgical phase ကျွန်တော်တို့ခွဲစိတ်ကုသတဲ့စီတွေ operation တွေ subject သူတွေ surgical procedure ဒါကတော့ထားလိုက်ပါprocedure အတိုင်းပေါ့နော်သူတို့ရက်ဘယ်လောက်ရှိဒါပေမဲ့အကုန်လုံးတွေအားလုံးကသူကဘယ်လောက်ပဲပေးထားလဲဆိုတော့ဒေါ်လာ3100သူ့ကာဘာကဒေါ်လာ3သိန်းလောက်ဖြစ်ကောင်းဖြစ်နေပြီမဲ့သူရဲ့ surgical အတွက်ကိုဆိုရင်သူကဒေါ်လာ3100အများဆုံးပေးအားလုံးပေါင်းလိုက်မယ်ပေါ့နော်ဒါတွေအကုန်လုံးပေါင်းလိုက်ဒီထဲမှာသူက surgical တော့လုပ်ရတယ်ဟို pre surgical diagnosis မလုပ်ရဘူးဆိုရင်သူတို့ဒီဟာလည်းရနိုင်မှာမဟုတ်ဘူး hospital supply နဲ့ ICU ထဲမှာမသွားဘူးဆို ICU မပါဘူး hospital ဘုတ်ဒါကတော့ run နဲ့ရတော့ကျွန်တော်တို့ပါမယ်နောက်ပြီးတော့ pre hospital diagnosis and consultation surgical နဲ့ hospital နဲ့ hospital မတူဘူးเนาะဆေးရုံတက်ဖို့နဲ့ခွဲစိတ်ကုသဖို့ပုံစံချင်းတော့တူတော့မတူဘူးဒါပေမဲ့အမောင်လေးတွေတူတယ်နောက် hospital က physician business ဆေးရုံမှာဆရာဝန်ကြီးကြွတာပေါ့ဗျာကျွန်တော်တို့စီမှာလည်းဆရာဝန်ကြီးကြွတဲ့ကုန်ကြစည်တွေရှိတယ်သူကဘယ်လောက်ထိပေးတာလဲရက်ပေါင်း60ထိတော့ပေးတာတနည်းများဒါပေမဲ့တရက်ကိုဘယ်လောက်လဲဒေါ်လာ200ပဲပေးဆရာဝန်ကတရက်ကို2ကြိမ်ပဲကြွ3ကြိမ်ပဲကြွတခါလေကျွန်တော်တို့ကအရေးပေါ်လူနာတွေဆိုရင်တချို့လေးဆိုဆရာဝန်က3ကြိမ်လောက်လာကြည့်တာရှိတယ်ဒီမှာတရက်ကိုတချို့ဆရာဝန်တွေဆိုရင်5000လောက်ကုန်တာရှိတယ်တချို့ဆရာဝန်တွေဆိုရင်ထားပါ3000လောက်နဲ့ပဲပြီးတာတွေရှိတယ်နောက် post hospital follow up ပေါ့နော်ကျွန်တော်တို့ဆေးရုံကနေဆင်းသွားပြီးဆိုရင်တော့သူကဘယ်လောက်ထိပေးလဲဆိုတော့အများဆုံးကတော့သူကြတော့တမျိုးသူ့အတွက်ကိုဘယ်လောက်ပဲပေးလဲဆိုတော့ဒေါ်လာ600ပဲပေးရဒါပေမဲ့ရက်ပေါင်း30အတွင်းပေါ့နော်31ရက်အတွင်းပဲဖြစ်ရမယ်ဒီတဲ့ကြော်သွားရင်သူ follow up အတွက်မပေါ်ဘူး amulet fee ကိုတတ်ပေးတယ်ပေါ့နော် amulet သွားတဲ့ fee ကိုတတ်ပေးတယ်ကျွန်တော်တို့စီမှာတချို့အမကန်တွေက amulet fee ထည့်တာရှိတယ်တချို့အမကန်တွေက amulet fee ထည့်တာမတွေ့ရဘူးပေါ့နော်ဟုတ်ပြီဒါလေးကိုကျွန်တော်နည်းနည်းလေးသွားပြီးဒါကတော့ policy owner protection guide လို့ကျွန်တော်တို့policy owner protection guide ပေါ့နော်ဒါကတော့ regulator ကနေချမှတ်ထားတဲ့ဟာကျွန်တော်တို့စီမှာတော့မရှိသေးဘူးဒါပေမဲ့နိုင်ငံတကာမှာဒီလိုတွေသုံးတယ်သူကအသက်အာမခံနေကျန်းမာရေးအာမခံနေအရန်ကိုပြောမယ်ဆိုရင်တော့လူချင်းကတ်ရောင်းကြတဲ့လူတွေအတွက်တချို့လေကကြတော့တချို့လေတွေကကြတော့နားမလည်ဘူးပေါ့နော်ရောင်းခံနေရတဲ့ရောင်းအတင်းရောင်းခံရတာတွေရှိတယ်ဒါမျိုးတွေမဖြစ်အောင်လို့ဆိုပြီးတော့သူတို့ guideline လေးချမှတ်ထားတယ်ဒါကတော့ကျွန်တော်တို့သိဖို့ပေါ့နော်ကျွန်တော်တို့စီမှာဒီမှာကျင့်သုံးလားဆိုတော့ regulator အဲ့လောက်ထိတော့တိတ်လိုက်မလုပ်နိုင်ဘူးဒါပေမဲ့ company တွေကဒီ practice တွေကိုယူပြီးတော့သူတို့တွေကဘာတွေလုပ်ပေးထားလဲဆိုတော့ free လုပ်ပြီးတော့တချို့လေ21ရက်ပေးရရှိတယ်တချို့လေ15ရက်ပေးရရှိကျွန်တော်သိရတော့21ရက်ပေးနေရfree လုပ်ပြီးတော့ဆိုသူကဘာလဲဆိုတော့အမကန်ကိုဝယ်လိုက်ပြီး policy ထွက်သွားပြီးဆိုရင်တောင်မှအမကန်ထားသူကမကြိုက်ဘူးဆိုရင်ဒီ policy ကို15ရက်ဟောပါနော်15ရက်ဆို15သိန်းရတယ်အဲ့တော့သူက mandatory ဆိုတာကမလုပ်မနေလို့က must be ပဲပေါ့နော် must be လုပ်ရမယ်သူတို့နိုင်ငံမှာအဲ့လိုလုပ်ရမယ်လို့governmentကိုချမှတ်ထားတာကျွန်တော်တို့စီမှာတော့ policy အမကန်ကုမ္ပဏီတွေကနေပဲ
ဒီဟာလေးကိုထည့်ပေးထားတာပေါ့နော် government ကဒီလိုမျိုးတက်လောက်တာမရှိဘူးနောက်တစ်ခုကပါလဲဆို standard definition minimize public confusion ဒါဒီအချက်လေးကကျွန်တော်ဒီမှာမျှဝေသွားတဲ့ကိစ္စလေးနဲ့လည်းတော်ဆိုင်နေဘာဖြစ်လို့လဲဆိုတော့တချို့လေးကအာမခံ policy ကိုမဖတ်တတ်ဗမာလိုရေးထားတော့မှတခါလေးမဖတ်တတ်ဘူးအင်္ဂလိပ်လိုရေးဗမာလိုရောအင်္ဂလိပ်လိုရေးထားတယ်သူတို့မဖတ်တတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ policy ရဲ့ structure တွေ policy ရဲ့ design တွေကိုချိတ်ဆက်ဖို့အားနည်းနေတယ်ဟိုပေါ့နော် terminology လို့ခေါ်တဲ့ term တွေပေါ့ဂျိုသားစကားတွေသူတို့နားမလည်တဲ့ခါကျရင်အဲ့လိုဖြစ်ဒါပေမဲ့ဒါကိုလည်းတချို့သောနိုင်ငံတွေကဒီလိုမျိုး minimize public ဘယ်လိုပြောမလဲ minimize public confusion ကိုနည်းနိုင်တယ်များနည်းအောင်သူတို့လုပ်ခိုင်းတယ်တကယ်လို့ confuse ဖြစ်လာပြီဆိုရင်အငင်းပွားဖို့တစုံတရာရလာပြီဆိုဖြစ်ခဲ့တယ်ဆိုရင်တော့မှ regulator ကဘာလုပ်လဲဆိုတော့ customer နားမလည်ဘူးသူတို့ကိုယ်တိုင်လည်းနားမလည်တော့ဘူးဖြစ်နေရှုပ်ထွေးဆိုရင်သူတို့ရဲ့သတ်မှတ်ချက်ရအာမခံထားတဲ့လူကပဲတချို့ရပိုင်ကိုရပါစေဆိုပြီးတော့သူတို့လုပ်ထားရှိတယ်နောက်တစ်ခုကအာမခံထားတဲ့လူကအာမခံကုမ္ပဏီရပေါ့နော် issuer not permitted to unilaterally terminate ကြိုးကြောင်းမညီ unilaterally ဆိုတာဟိုပေါ့နော်အကျိုးကြောင်းမညီရလို့တော့မပြောပါဘူးသူဘက်ကအကြောင်းပြချက်မမေရမရှိပဲနဲ့အာမခံထားတဲ့လူကို policy period အတွင်းမှာသူတို့လုံးဝ terminate လုပ်လို့မရပါဘူးနောက်တစ်ခုကပါလဲဆိုတော့ exclusion တွေထည့်တယ်ကျွန်တော်တို့စီမှာတော့ဒါ exclude တချို့တွေကတော့ exclusion ထည့်မယ်exclusion တွေ format တိုင်းလာတယ်နောက်ပြီးတော့ဘယ်လိုပြောမလဲသူတို့ရေးထားတဲ့အတိုင်းပဲလာဒါပေမဲ့တချို့နိုင်ငံတွေတချို့တွေကြတော့အာမခံကျွန်တော်တို့ကစာချုပ်ချုပ်နှစ်ဦးနှစ်ဖက်စာချုပ်ချုပ်ပြီးဝယ်ဆိုတဲ့အတွက် underwriter ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီးဒီလူကိုပါ exclude လုပ်ဒီလူတော့ပါကာပါပေးမယ်ဆိုတဲ့ policy တွေကျွန်တော်တို့ကရေးလို့ရတယ်ဆွဲလို့ရတယ်ဒီမှာတော့ဒါမရှိသေးဘူးကျွန်တော်တို့ tariff လို့ခေါ်တဲ့ဒီ design တစ်ခုထဲမှာပဲကျွန်တော်တို့ဟို rating တစ်ခုထဲမှာပဲကျွန်တော်တို့သွားတယ်အဲ့လိုမျိုးဟိုပေါ့နော်ဒီမှာတော့သွားနေတော့ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကပြောရမယ်ဆိုရင်နှစ်ဦးနှစ်ဖက်စာချုပ်ချုပ်ရမယ်ဖြစ်တာမျိုးဖြစ်လာပြီဆိုရင် exclusion လောက်တာဒီတဲ့ must be relation to medical condition ကျန်းမာရေးအခြေအနေကိုသက်ဆိုင်မှာဖြစ်တယ်ကျန်းမာရေးreasonably aware at the time of purchase အမှန်ကန်ဝယ်တဲ့အချိန်မှာကျန်းမာရေး problem နဲ့သက်ဆိုင်မှာဖြစ်တယ်ခါလေကျတော့ဒီလိုကိုကြည့်ပြီးတော့မဟုတ်တော့ပါဘူးဆိုပြီးတော့ကိုယ်စိတ်ထင်တဲ့ exclusion လောက်ထားလို့မရဘူးဆိုတာကိုဒါကိုပြောချင်တာပါနောက်တစ်ခုကပါလဲဆိုတော့တကယ်လို့အမကန် premium ကိုတိုးလိုက်မယ်အမကန် premium ကျွန်တော်တို့စီမှာလည်းဒါတိုးတဲ့တချို့ကုမ္ပဏီတွေတိုးမယ်လို့တော့ပြောတယ်ပေါ့နော်တိုးမလို့လုပ်မယ်ဆိုရင်တော့မားတဲ့သူက expose high risk လည်းဖြစ်ရမယ်အမကန်ထားတဲ့ဟိုပေါ့နော် high risk ဆိုတာကျွန်တော်တို့သူ့ရဲ့ job nature တွေသူ့ရဲ့ဟိုပေါ့နော် medical condition တွေကျန်းမာရေးအကုန်လုံးက high risk ပေးရမယ်ပြီးတော့သူက high risk တွေမဟုတ်ဘူး aggregate experience of the portfolio ဒီ risk ကပဲသူတို့ကိုအမကန်ကုမ္ပဏီကိုကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့claim များဖြစ်စီတာပေါ့နော်ဒါမျိုးဖြစ်မှသာသူကဒါမျိုးဖြစ်မှသာ premium ကို increase လုပ်ရမယ်လို့သူတို့ပြောထားဒါက regulator ရဲ့ guideline တွေပေါ့နော်နောက် proposal form မှာproposal form မှာကျွန်တော်တို့ question တွေထည့်တဲ့ခါကျရင်ဗာလဲဆို reasonably ဆိုတာတင်းတင်းလျောက်ပတ်လို့ရှိရမှာပေါ့နော်pro နဲ့ prospective pro ဆိုတာရှင်းလင်းရမယ်ကျွန်တော်တို့အမကန်ကိုဘယ်လိုပြောမလဲဆိုတော့ရှင်းရှင်းလင်းလင်းဖြစ်ရမယ်ဖြည့်တဲ့လူကိုလည်းပေါ့နော်နားလည်လွယ်ရမယ်ဟာတွေရှိတယ်နောက်ပြီးတော့ insurer can reputated claim အမကန်ကုမ္ပဏီကကျွန်တော်တို့ general မှာဆိုရင်တော့ဗာပြောလဲဆို X ကားကြပေါ့နော်မြစ်တာရှိလို့ရောတယ်ဆိုရင်ရော်ကြီးကိုလည်းသူတို့လုံနိုင်တယ်ပြီးတော့ policy design မှာ product ရဲ့ feature မှာဆိုသူတို့ဗာလဲဆို key product feature မှာဆိုရင် major benefit နဲ့ limitation ကိုသေချာပါမယ် active premium rate ကိုလည်းရှင်းလင်းလင်းပြောရမယ်မှတ်ထားတယ်ကျွန်တော်တို့စီမှာဒါတွေကတော့မလုပ်သေးတဲ့အတွက်တချို့ policy လေးတွေကိုဖတ်ကြည့်တဲ့ခါကျရင်တချို့ policy တွေလည်းနည်းနည်းအမကန်ကြောင်းကိုတော်တော်လေးကျွမ်းကျင်နားလဲမှလုပ်တဲ့ဟာတွေရှိမယ်နားလည်နိုင်တာတွေဖြစ်လာတယ်ပေါ့နော်ဒါမျိုးတွေလည်းရှိလာတယ်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ cost sharing and provision cost sharing ကိုဆိုရင် तू ကဘယ်လောက်ပေးထားလဲဆိုတော့ကျွန်တော်တို့ cost sharing က mandatory 20% အောက်မှာပဲဖြစ်ရမယ် 20% နဲ့ကျွန်တော်တို့ကြော်လို့မရဘူးလို့ပြောထားတယ်နောက်တစ်ခုကပါလဲဆိုတော့ခုနအရှိမပြောခဲ့သလိုပဲဒီ deductible ဒီ$3000ကိုကြော်လို့မရဘူးပေါ့နော်ဒါအပြင်သူတို့နှစ်ခုပေါင်းပြီးမှ$3000မကြော်ရဘူးဒါမျိုးတွေကို regulator ကနေပြီးတော့ guideline တွေချထားတယ်တကယ်တမ်းပြောမယ်ဆို guideline တွေကိုမဟုတ်ပါဘူးသူတို့ကဥပဒေနဲ့ကိုပြဋ္ဌာန်းထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စီမှာမရှိဘူးဒါတွေကသိရှိထားရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်အမကန်နဲ့ပတ်သက်ပြီးတော့ကျမရဲ့အမကန်နဲ့ပတ်သက်ပြီးတော့ပေါ့နော်
ဟုတ်ပြီနောက်ဒီလိုပဲအဲ့ထဲမှာကျွန်တော်တို့အာမခံနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ guideline လေးပေါ့နော် guideline လေးကအာမခံကုမ္ပဏီကလုပ်ပေးရမယ်ရက်ပေါင်း30မတိုင်ခင်မှာ policy ကိုpolicy ကိုကျွန်တော်တို့ကpolicy ကိုကျွန်တော်တို့ဘယ်လိုပြောရလဲဆိုတော့အကြောင်းကြားပေးရမယ်ပေါ့နော်မဖြစ်မနေအကြောင်းကြားပေးရမယ် insurer အာမခံကုမ္ပဏီကလုပ်ရမယ်နောက်တစ်ခုကဘာလဲ together risk renewal decision renewal ကို decline လုပ်မယ် defer လုပ်မယ်ကျွန်တော်တို့ထပ်ပြီးတော့ premium ရေးကောက်မယ်ဆိုရင် reasonable ဖြစ်ရမယ်လို့ပြောတယ် reasonable ဖြစ်ပြီးမှလုပ်ရမယ်ဒီဟာကိုအကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့အာမခံထားတဲ့လူကိုကျွန်တော်တို့သွားပြရမယ်အာမခံထားတဲ့လူကဒါကို regulator ကိုပဲဖြစ်ဖြစ်ကျွန်တော်တို့သူကမကျင်တဲ့လို့ complaint လုပ်ရင်အာမခံကုမ္ပဏီရှင်းပေးရမယ်ပေါ့နော်ဒီလိုမျိုး guideline တွေရှိတယ်နောက်တစ်ခုကအာမခံကုမ္ပဏီကမလုပ်ရဘူးပေါ့ရှင်းမှလည်းပြောပါတယ် unilaterally terminate အာမခံတက်တန်းတွေမှာဘယ်လိုနည်းနဲ့မှကျွန်တော်တို့တက်တန်းလက်ခံထားတဲ့တက်တန်းတွေမှာအာမခံတက်တန်းကိုအာမခံကုမ္ပဏီကရပ်ပြလို့မရဘူးပြီးတော့ refuse to renew cover for risk already issue အာမခံထားပြီးဆိုနောက်နှစ်မှာကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုတော့တက်တန်းဆက်ဖို့မငင်းရဘူးပေါ့နော်မငင်းရဘူးအကြောင်းကျိုးခိုင်လုံမနဲ့မငင်းရဘူးအကြောင်းကျိုးခိုင်လုံလို့ငင်းမယ်ဆိုတော့မှရှေ့မှာပြောလို့အာမခံထားတဲ့လူကcomplaint လုပ်တယ်ဆိုရင်သူတို့ဒါကိုရှင်းပေးရမယ်ပြီးတော့ refuse to renew policy 30 guarantee renew ဒီအာမခံထားတဲ့လူတယောက်ကိုပေါ့နော်ကျမကြီးတွေစစ်ထားတဲ့အခြေအနေတွေကိုကျွန်တော်တို့သိထားပြီးပြီဆိုရင်တစ်နှစ်အတွင်းမှာကသူက guarantee ပေးရတယ်လို့guarantee ပေးပြီးတော့ renew လုပ်ပေးရမယ်ဆိုပြီးတော့သွားလုပ်ထားတယ်ပေါ့နော်ပြောထားတာလေးရှိပါတယ်ဒါပေမဲ့ဘာရှိလဲဆိုတော့တကယ်လို့ကျမကြီးအာမခံဒါကအသက်အာမခံနေနဲ့လည်းခက်စစ်စင်ပဲပေါ့နော်automatically terminate ကျွန်တော်တို့terminate ဖြစ်သွားတယ်ဘာလဲဆိုတော့အဲ့ဒါတော့ဘာလို့လဲဆိုတော့အာမခံထားတဲ့ lifetime limit ဒါမှမဟုတ် annual limit ကို policy တွေကပြောထားတယ်ပေါ့ဗျာတည်ဆုံးသွားရင်10သိန်းပေးမယ်ဆို10သိန်းကိုပြည့်သွားပြီဆိုရင်ကျွန်တော်တို့ဒါ auto terminate ဖြစ်သွားပြီလို့ကျွန်တော်တို့နားလဲရမယ်ဒါမှမဟုတ်စေးရုံတက်တာကိုတရက်ကို1000နဲ့ကျွန်တော်တို့ကရက်ပေါင်း30ပေးထားရဆို3သိန်းကျော်သွားရင်ဆိုရင်သူဒီအမကန်တန်ကြံသေးတော်၎င်းသူဒီ auto terminate ဖြစ်သွားပြီလို့ကျွန်တော်တို့နားလဲရမှာပဲနောက်တစ်ခုကဘာလဲဆိုတော့ maximum eligible age ပေါ့ကျွန်တော်တို့အသက်ကန့်သက်ချက်ပြည့်သွားပြီဆိုရင်လည်း auto terminate ဖြစ်သွားပြီဒါဒီကျွန်တော်တို့ပြောမယ်ဆိုရင်ရှေ့ဆက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ renew လုပ်စရာလည်းမလိုတော့ဘူးဒါမှမဟုတ်ရှေ့ဆက်ပြီးတော့ renew လုပ်စရာလည်းမလိုတော့ဘူးဒီဒါမျိုးရောက်သွားပြီဆိုလည်းကိုကနားလဲရမယ်ပေါ့နော်နောက်တစ်ခုက on the tail တော့ insure person အမကန်ထားတဲ့လူတည်ဆုံးသွားရင်ပေါ့နော်ဒါတော့တည်ဆုံးသွားရင်ကျွန်တော်တို့တချို့နေရာတော့ရော်ကြီးအကျုံးဝင်နေဆိုရင်ကျွန်တော်တို့ကလမ်းစမ်းနေပါလိသူတို့ရဲ့ကာဘာတွေပေးလိုက်တယ်ရော်ကြီးအကျုံးဝင်မှုဆိုရင်တော့မှတက်ပြစ်သွားပြီဆိုရင်အမကန်က auto terminate ဖြစ်သွားပါတယ်အဲ့တော့အမကန်ကျွန်တော်တို့ကျမကြီးအမကန်ကိုပဲပေါ့နော်ကျမကြီးအမကန်ကိုပဲသူတို့ကဘာလို့ထပ်ပြီးတော့ extend လုပ်ချင်တယ်ဆိုရင်လုပ်လို့ရတယ်ဘာတွေ extend လုပ်လို့ရတယ် overseas cover ကျွန်တော်တို့overseas cover လိုချင်တယ်ဆိုရင်လုပ်ပေးရမယ်ပေါ့နော်လုပ်ပေးရမယ်ဒါပေမဲ့ additional ဖြစ်တဲ့အတွက်သူတို့ဒီ additional premium ထပ်ပေးရမယ်အမကန်ရဲ့သဘောတရားဒီ additional ထပ်ရခြင်း additional cover ရခြင်း additional premium ထပ်ပေးပါနောက်တစ်ခုကဘာလဲ accident death benefit ပေါ့ကျမကြီးအမကန်လို့ပြောတဲ့အတွက်တခါတလေကြတော့အမကန်ကုမ္ပဏီတွေကကျမကြီးအတွက်ကိုပဲကြော်ကြီးများများပေးပြီးတော့ accident ရောက်သေးတာတွေကိုသူတို့ကပြောမယ်ဆိုရင်တော့ payment short ထားတယ်ပေါ့နော်တချို့ကုမ္ပဏီတွေဆိုတာမျိုး short ထားတယ်ကျမကြီးကြောင့်တည်ဆုံးနေဆိုရင်10သိန်းပေးမယ်ဆိုတော့မှ accident ကြောင့်တည်ဆုံးရင်5သိန်းပဲပေးတာမျိုးဒါမျိုးတွေ short ထားတယ်အဲ့အတွက်သူဒီ accident benefit ကိုပို့လို့ခြင်းနဲ့ပို့ပြီးတော့ပေးရတယ် outpatient day care surgical condition ဒါတွေအတွက်ကိုလည်းကျွန်တော်တို့ပြောမယ်ဒါတွေအတွက်ကိုလည်းကျွန်တော်တို့အပိုကာဘာအနေနဲ့ယူလို့ရနောက် daily cash allowance at government hospital ပုဂ္ဂလိကဆေးပေါ့နော်ဆိုရဆေးရုံမှာတက်တဲ့ဆိုရင် daily cash allowance ပေါ့နော်ဒီအတွက်ကိုလည်းပတ်စံပေးရပေးစီချင်တာပေါ့နော်ဒါကိုယူလို့ရတယ်ပြောထားတာပါနောက်ပြီးတော့ outpatient cancer treatment ကို kidney dialysis ကြောက်ကဆေးတာနဲ့ဒါတွေကြောက်ကဆေးတာနဲ့ကျွန်တော်တို့ cancer treatment တွေလုပ်ရကင်ဆာတို့ကြောက်ကတို့ကတခါလေကြတော့ကျွန်တော်တို့ဆေးရုံအမြဲတမ်းတက်ဆရာမလို့ပဲနဲ့သူသွားတဲ့အချိန်သွားပေါ့နော်သွားတဲ့အချိန်သွားဒါမှမဟုတ်ရင်သွားတဲ့အချိန်သွားဆေးတဲ့အချိန်ဆေးပြီးပြန်လာလို့ရရပေါ့နော်နောက်တစ်ခုကဘာလဲ organ transplant ကျွန်တော်တို့ကိုရင်းအင်္ဂါတွေကျွန်တော်တို့ဟိုပါပေါ့နော်အစိတ်ပိုင်းတွေကျွန်တော်တို့ဘာလဲပြောမလဲဆိုရင်တော့လဲတာပေါ့နော်လဲတဲ့အိစာတွေဒါတွေကိုလည်း extend လုပ်လို့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့ insure child daily guardian allowance ဒါလေးကအရင်စိတ်ဝင်စားဖို့ကောင်းတယ်
ဘာလဲဆိုတော့အာမခံထားတဲ့လူတယောက်ကတစ်ခါတလေမိသားစုရှိရင်လည်းရှိလိမ့်မယ်တစ်ခါလေကလေးရှိမယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာတော့တော်တော်များများပါလဲဆိုတော့လာနေမကောင်းဘူးဆိုဖေးလာပါမေးလာပါတခြားဆွေမျိုးလာပါနဲ့သွားကြတယ်သူတို့စီမှာကြာဒါမျိုးလာနိုင်တဲ့လူမရှိဘူးနိုင်ငံတကာမှာဆိုမရှိဘူးဆိုရင်သူကဒီအာမခံထားသူရဲ့ကလေးကိုပေါ့နော်သူစေးရုံတက်နေရချင်းဘယ်လိုစောင့်ရှောက်မလဲဆိုရင်နာနီတွေပါစောင့်ရှောက်လို့ရတယ်ဒီအတွက်ကိုကျွန်တော်တို့ပြောမယ်ဆိုရင်အဖို့ကာပါအနေနဲ့ယူလို့ရတယ်ပေါ့နော်ဒါလေးကရန်ကောင်းပါတယ်ဒီဘက်မှာလည်းဆက်လုပ်ထားနိုင်ဆက်လုပ်ပေးနိုင်အာမခံကုမ္ပဏီတွေကဆက်လုပ်ပေးနိုင်ခေါင်းတာပေါ့နော်တောင်းဆိုလို့ရရင်ခေါင်းတာပေါ့ဒါတွေကတော့ခုနကရှေ့ဘက်ကဟာတော့ဒါ international မှာသူတို့က extend ယူလို့ရတဲ့extend ယူလို့ရတဲ့ဟာတွေ additional ယူလို့ရတယ်ဒါပေမဲ့ယူလို့မရတယ်သူတို့မှလည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ prospect ဆိုအာမခံထားမဲ့လူတွေကဘာတွေကိုစဉ်းစားလဲဘာတွေကိုရှာဖွေနေလဲပေါ့ paternity prenatal coverage ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ပေါ့ဗျာမိခင်တွေကလေးမွေးတဲ့စရိတ်ပေါ့နော်ဒါတွေသူတို့လည်းလိုက်ရှာနေကြတာရှိဒါမျိုးလေးလိုချင်ကြတယ်ပေါ့နော်လိုက်ရှာနေကြ no claim discount annual premium ကျွန်တော်တို့ annual premium မှာအာမခံထားတယ်တစ်နှစ်ကိုကျွန်တော်တို့ကတစ်နှစ်လုံးစာမှာအာမခံထားလိုက်တယ်ဘာမှမဖြစ်ဘူးဆိုရင် discount ပိုရခြင်းတယ် no claim for annual limit တခါလေကျတော့တစ်နှစ်annual limit တွေကကျွန်တော်တို့ကအများနဲ့သတ်မှတ်ထားပြီးသားပေါ့နော်အဲ့အတွက်ကိုသူကဘာလုပ်လို့ရလဲဆိုဟုတ်ပြီငါကတော့ဒီ annual limit ကငါ့ကိုဒီနှစ်ရက်ပေါင်း30ပဲသတ်မှတ်ထားတယ်ဒါပေမဲ့ငါ2နှစ်3နှစ်လောက်တော့ငါကမင်းတို့စီမှာလည်းအာမခံထားခဲ့ငါရော်ကြီးလည်းမတောင်းခဲ့ဘူးဒါဆိုရင်ငါ့ကို annual limit ကိုရက်ပေါင်း30ပဲနဲ့ရက်ပေါင်း60သတ်မှတ်ပေးပါလားဒါမျိုးလေးတွေသူတို့တောင်းဆိုလို့ရတယ်လုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကပါလဲ international medical plan ဒါတွေကတော့လုပ်ပေးနေရလဲရှိတယ်နိုင်ငံတကာကိုသွားကုမယ်ဆိုရင်သူတို့ရဲ့နိုင်ငံတကာ facility agreement တွေ letter တွေပေါ့နော်ဒါတွေလည်းရှိတယ်နောက်ပြီးတော့ value as wellness program incentive အာမခံဝယ်ထားပြီးဆိုတခြားကျွန်တော်တို့ပြောမယ်ဆိုရင်တော့ value added service တွေသူတို့လိုချင်တယ်ဒါမျိုးတွေလည်းရှိတယ်နောက်တစ်ခုကပါလဲဆိုတော့ up to 85ဒီမှာရောင်းနေကြပြီ85ဒီမရောင်းပါဘူး85ဆိုရင်ဒါအာမခံကုမ္ပဏီတွေကဘာဖြစ်လဲဆိုသူတို့ဘက်ကနစ်နာတဲ့ချက်ပေါ့နော်ဒါမျိုးတွေလည်းတချို့တွေက cover လုပ်ကြည့်ရတယ်နောက်တစ်ခုက comprehensive and sufficient cancer coverage ပေါ့နော် cancer တို့ဘာလို့သူတို့ကတချို့လေဆိုနှစ်ပေါင်းများစွာကူရတယ်ပေါ့နော် cancer ဆိုနှစ်ပေါင်းများစွာကူရတယ်ကုပြီးတော့မှပြန်ကောင်းလာဖို့အတွက်ဒါပေမဲ့သူ့မှာအာမခံကုမ္ပဏီက cancer လို့တာသိလိုက်ရင်သူက critical illness နဲ့ခါလန်ဆန်းရောလိုက်တယ်ရောလိုက်တာမရှိတယ်ဒါမှမဟုတ် cancer benefit တော့ကိုဘယ်လောက်ရောလိုက်တယ်ရောထားပြီးနောက်နှစ်ဆိုသူ cover မလုပ်ဘူးဒါပေမဲ့အာမခံထားတဲ့လူတွေအနေနဲ့ကျတော့ cancer ဖြစ်သွားပြီဆိုရင်2နှစ်လည်းဟုတ်တယ်2နှစ်လည်းဟုတ်တယ်3နှစ်လည်းဟုတ်တယ်5နှစ်လည်းဟုတ်တယ်ကုရတယ်ဒါမျိုးအတွက်ကိုလည်း comprehensive ဆိုတာကျွန်တော်တို့ကပြည့်စုံလုံလောက်အောင်ကျွန်တော်တို့လိုချင်နေပေါ့နော်သူတို့တွေကဒါတွေထပ်ရှာနေတယ်လို့ပြောဒါတွေကလည်းကျွန်တော်တို့ကအာမခံထားသူတွေဘက်ကနေရှူတောင်းကနေကြည့်ပြီးတော့တကယ်လို့လိုအပ်တဲ့ဒါမျိုးတွေဆိုရင်လည်းကျွန်တော်တို့ကအာမခံကုမ္ပဏီတွေကိုတောင်းဆိုလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒီကိုရှေ့ဆက်မသွားခင်မှာကျွန်တော်ဒီရှေ့ကကျွန်တော်ဆွေးနွေးရတဲ့ပတ်သက်ပြီးတော့မေးစရာမေးခွန်းလေးများရှိရင်မေးလို့ရပါတယ်ဒါမှမဟုတ်ဆွေးနွေးချင်တာcomment ပေးချင်တာလေးရှိရင်လည်းဆွေးနွေးလို့ရပါတယ်ဟိုဟာလေးတစ်ချက်ပေါ့အရင်ကျမရဲ့အမကန်မှာတော့လေဒီကိုဗစ်နဲ့ပတ်သက်ပြီးတော့ပေါ့သူတို့ claim တွေပြီးတော့တချို့ဒီအစိုးရဆေးရုံမပဲနဲ့ကျွန်တော်တို့ကိုဗစ်မှာပေါ်လာတဲ့ဟိုဟာပေါ့health care center တွေမှာတွားရင်ပေးလားမသိဟုတ်ပေးပါတယ်ဗျကိုဗစ်စင်တာတွေလည်းပေးပါတယ်နောက်ဆုံးဘယ်လောက်ထိပေးလဲဆိုကိုဗစ်ကြောင့်မလို့အိမ်မှာပဲနေပါအိမ်မှာပဲကျွန်တော်တို့ကဘယ်လိုနေရလဲပါလဲမိတောင်ပေးပါကျွန်တော်တို့ပြောတဲ့ဟာလေးရှိတယ်ဗျ quarantine လား quarantine home quarantine နေရတယ်ဆိုရင်တော့မှမိတောင်home quarantine နေရတယ်ဆိုရင်တော့မှသူကလေseparate လုပ်ပြီး home quarantine နေရတယ်ဆိုရင်တော့မှပေးကြတယ်ပေါ့နော်အကယ်လို့ပေါ့နိုင်ငံရေးသာအပြောင်းလဲမဖြစ်ခဲ့ဘူးဆိုရင်တော်တော်လေးအဆင်ပြေခဲ့ပါတယ်နိုင်ငံရေးပြောင်းလဲဖြစ်သွားတဲ့အချိန်မှာတော့
ကျွန်တော်တို့ second wave third wave ပေါ့ second wave ကသိမသိဘူးthird wave မှာဆိုရင်တော့အထောက်ထားတွေကျွန်တော်တို့အထောက်ထားတွေတို့ဟိုဘယ်လိုပြောမလဲလက်မှတ်တွေတို့ဘာတွေတို့အကုန်လုံးမရနိုင်တဲ့အတွက်တချို့နစ်နာတဲ့လူလည်းအများကြီးနစ်နာကြပါသိဆုံးတဲ့လူလည်းသိဆုံးသွားကြရရှိရပေါ့နော် ဟုတ်ကဲ့ကျေးဇူးပါ ဟုတ်ကဲ့အသက်လောလောဆယ်တော့ပေါ့နော်ကိုတန်းတော်လွင်ဟိရင်ကျွန်တော်တို့ကတော့ကျမကြီးအာမကန်ကိုဆွေးနွေးနေရပါတော့ဆွေးနွေးနေတဲ့အတွက်အသက်အာမကန်ပဲကုန်အသက်အာမကန်အသက်အာမကန်ဆိုတော့အသက်အာမကန်နောက်တစ်ပိုင်းလာမယ်ပေါ့နော်ကျမကြီးအာမကန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကနောက်ပိုင်းကျရင်ဒီမှာကျွန်တော်ခဏနောက်လာမယ့်ဟာတွေကျရင်တော့အာမကန်ကုမ္ပဏီတွေရောင်းနေတဲ့ product တွေရဲ့ cover ကိုကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးသွားမှာပါဒါကျမကြီးတည်တံ့ကိုကျွန်တော်ထပ်ပြီးရှင်းပြပေးမှာအသက်အာမကန်နဲ့ပြင်တော့နောက်တစ်ရက်ပေါ့နောက်တစ်ပွဲပေါ့ကွာနောက်တစ်ပွဲကျရင်ကျွန်တော်အဲ့လိုဆွေးနွေးပေးပါမယ်။ကြာ question လေးတစ်ခုပါဟုတ်ကဲ့ဗျမေးပါမကင်ဆာဖြစ်ဘူးတဲ့လူတယောက်ပေါ့နော်သူပြေဆုံးလုံလောက်တဲ့ treatment ကိုအကုန်လုံးလုပ်ထားတယ်အသက်အမကန်ရှောက်တဲ့ခါကျတော့အဲ့ဒီကင်ဆာဖြစ်ခဲ့ဘူးတဲ့လူတွေကိုအသက်အမကန်ကုမ္ပဏီက postpone လုပ်လို့ရှိရတယ်တွေ့ဘူးရယ်တချို့ကကျတော့ premium တိုးကောက်မယ်လို့လည်းပြောတဲ့ကြားဘူးရယ်ကိုယ်တိုင်တော့မကြုံဘူးဟုတ်ကဲ့အဲ့လိုမျိုးအခုကကင်ဆာဖြစ်တဲ့အချို့ကလည်းများလာတဲ့ခါကျတော့ဟုတ်ကဲ့ health insurance မှာကင်ဆာဖြစ်ဘူးတယ်ဒါမှမဟုတ်လေတခုခုပေါ့နော် CI case တခုခုမှာအသေးစားထိုးတော့ဘာလို့ဖြစ်ခဲ့ဘူးတယ်အခုချိန်မှာတော့ကျန်းမာနေရပေါ့နော်အဲ့မျိုးလူတွေကအသက်အမကန်ရှောက်ရင်NRT အနေနဲ့ဘယ်လိုစဉ်းစားလို့ရှိလဲ NRT ဘိုင်းอ่ะပေါ့နော်အမကန်ကုမ္ပဏီဘက်ကရောပေါ့နော်ဆရာဟုတ်ကဲ့အမကန်ကုမ္ပဏီပေါ့အခုပြောသလိုပဲအမကန်ကုမ္ပဏီက underwriting လုပ်ရမှာပေါ့နော်ဒါမျိုးဘယ်လိုစဉ်းစားလေးရှိလဲဆိုတော့ပွင့်ပွင့်လင်းလင်းပြောရရင်တော့ကုမ္ပဏီတွေကတော့ရောရမယ်ဆိုရင်သူတို့ကညင်းနေတာပဲပေါ့နော်ဒါအပွင့်လင်းဆုံးပြပြဒါပေမဲ့ဘာတစ်ခုရှိလဲဆိုတော့တစ်ခါတလေကျတော့ဒီဟိုပါပေါ့နော်အမကန်ကုမ္ပဏီတွေကိုကျွန်တော်တို့ရဲ့ဆိုတာလေ government ပေါ့နော် government ကနေပြီးတော့ဒါဟိုသူတို့ကလက်ခံပေးဖို့တွေတချို့ကိစ္စလေးတွေကိုဖိအားပေးလာတဲ့အချိန်ကြရင်တော့သူတို့က underwrite ကောင်းကောင်းလုပ်ပြီးတော့underwrite ကောင်းကောင်းလုပ်ပြီးတော့လက်ခံကြတာမျိုးတွေရှိတယ်ပေါ့ဗျာရှိတဲ့အတွက်ဒီရှေ့မှာကျွန်တော်တို့ပြောခဲ့သလို government ကသာသူ့ကို high risk ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာပြောလို့သူ့ရဲ့ high risk မျိုးအကျိုးကြောင့်စီလျော်တဲ့ကိစ္စတစ်ခုဖြစ်ခဲ့မဲ့ရှိခဲ့မဲ့ဆိုရင်တော့သူတို့လက်ခံပေးဖို့ဒါမျိုးကိုကျွန်တော်တို့သတ်မှတ်ပေးထားတယ်ဆိုရင်ပေါ့နော်သတ်မှတ်ပေးထားတယ်ဆိုရင်ဒီမှာပေါ့ exclusion တွေပါတယ်ပေါ့နော် medical condition ဒါမျိုးတွေဒါ government ကနေသတ်မှတ်ပေးထားမယ်ဆိုရင်တော့အမကန်ကုမ္ပဏီကလက်ခံပါလိမ့်မယ်ဟိုနောက်ပြီးတော့သူတို့ကဘာလုပ်လဲဆိုတော့ဒါကတော့ဒီထဲမှာတော့ကျွန်တော် underwriting ကိုထည့်မစဉ်းစားဘူးပေါ့နော်ထည့်မဆွေးနေဘူးတကယ်လို့သူကကျွန်တော်တို့အမကန် underwriting point ရစဉ်းစားတဲ့အခါဘာရှိလဲဆိုတော့ကျွန်တော်တို့က standard risk ဆိုတာရှိတယ် standard risk ဆိုရင်ကျွန်တော်တို့ကဘာလဲဆိုတော့standard terms and condition ပဲသူလက်ခံဒါပုံမှန်ပဲပေါ့နော် normal ပဲဖြစ်တယ် sub standard ဆိုရင်သူက sub standard ဆိုရင်ကြတော့ဒါတိတ်မကောင်းတော့ဘူးပေါ့နော်တိတ်မကောင်းဘူးတိတ်မကြိုက်ဘူးအမကန်ကုမ္ပဏီဒါပေမဲ့ sub standard ဆိုရင်သူက premium ကြီးတိုးကောက်တာရှိမယ်တချို့ဟာတွေ exclude လုပ်တာရှိမယ်terms and condition တွေထည့်တာရှိမယ်ပေါ့နော်အဲ့တော့ terms and condition တွေထည့်တာရှိမယ်နောက်တစ်ခုကကျွန်တော်တို့ decline rate ဆိုတာရှိရပါတော့ decline rate ကျတော့လုံးဝကိုကျွန်တော်တို့ကလက်ခံလို့မရတော့တဲ့အခြေအနေပေါ့နော်လုံးဝဟိုတေချာမဲ့တစ်ခုခုပေါ့အဲ့တော့အမကန်ရဲ့သဘောတရားကိုပြန်ပြီးတော့သွားရမယ်ဆိုရင်အမကန်ကကျွန်တော်တို့လူတွေကိုဟိုပေါ့နော်ကျွန်တော်တို့ကတကယ်တမ်းတော့ကျွန်တော်တို့ကဟိုပြောမယ်ဆိုရင်သူတို့ရဲ့ဟိုဟာလေးတွေကိုပေါ့ဒီမှာပေါ့ငွေကြီးနဲ့ပတ်သက်တာပေါ့နော်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဟိုသူတို့ကိုလူမှုဘဝကိုကျွန်တော်တို့ကာကွယ်ဆောင်ရှောက်ရှင်တာအမကန်ကုမ္ပဏီရဲ့သဘောအဲ့အတွက်အဲ့လိုမျိုး government ကဒါမျိုးဟိုဖီအားပေးထားတယ်ဒါကိုပဲဦးစားပေးတဲ့ဟာမျိုးလာတယ်ဆိုရင်တော့ဒီ standard rate လောက်ကိုပဲသူကterms and condition တွေထည့်ပြီးတော့
ထည့်ပြီးတော့သူတို့ကလက်ခံရမယ်ပေါ့နော်ဥပမာဗျာအသေးအစားထိုးတာဆိုရင်တော့ဒါအသေးကြောင့်ထပ်ဖြစ်တယ်ဆိုရင်တော့အာမခံလျော်ကြေးပေးမှာမဟုတ်ဘူးဒါပေမဲ့ကျန်တဲ့ condition တွေကြောင့်မလို့ဖြစ်ခဲ့တယ်ဆိုရင်လျော်ကြေးပေးရမယ်ဆိုတဲ့သဘောမျိုးနဲ့လက်ခံလို့ရတယ်ဟုတ်ကဲ့လက်ခံမယ်ဆိုရင်ပြောတာပေါ့နော်ဒါပေမဲ့ဒီလောက်ထိလောက်လာဆိုတော့ဒီမှာဒီလက်ရှိunderwrite တွေကလည်းသူတို့ကကုမ္ပဏီကပေးထားတဲ့ format တိုင်းပဲသွားတဲ့အတွက်တော့အဲ့လိုမျိုးစဉ်းစားတာမရှိဘူးအဲ့လောက်များနေရင်တော့ကျွန်တော်တို့ချက်ချင်းပဲကျွန်တော်တို့ကလှုပ်လိုက်တာတော့ဘယ်လိုပြောမလဲ decline လုပ်ထားတာတော့များတယ်ပေါ့နော်ဒါပေမဲ့အဲ့အခြေအနေတွေပေါ့အခြေအနေဆိုတာဒီမှာအဓိကတော့နိုင်ငံရေးအခြေအနေနဲ့ government ရဲ့ pressure ပါတာပေါ့ဥပမာအမေရိကန်မှာဆိုရင်ကျွန်တော်တို့ Obama Care ဆိုတာရှိတယ်ဗျာဒါမျိုးတွေသူကတမကြီးကိုဦးစားပေးလာတဲ့ကာလမျိုးဆိုရင်တော့ဒါမျိုးလောက်ရလိမ့်မယ်နောက်တစ်ခုက Scandinavia တိုင်းပြည်တွေမှာဆိုရင်သူတို့ကအဲ့လိုကျမကြီးအတွက်ကိုပေါ့နော်သူတို့က social democracy ဖြစ်တဲ့အတွက်premium ကြီးလည်းများများယူထားတယ်အဲ့လိုမျိုး risk တွေကိုလည်းသူတို့က government နဲ့လက်ခံရမယ်ဆိုတာမျိုးပေါ့နော်ပြောမယ်ဆိုရင်တော့ pressure ပေးထားတာပေါ့နော်အဲ့လိုမျိုးလေးဆိုရင်လက်ခံပါတယ်ဟုတ် economics ကိုစပြီးတော့ဒါ intro လုပ်တဲ့ဟာဘာမှတော့တိတ်မရှိဘူးသူမှပါတဲ့ဟာတွေကပါဟုတ်မေးတရားလေးများရှိသေးလားဆရာကျေးဇူးပါဆရာဟုတ်ကျေးဇူးပါဗျဟုတ်ကဲ့ဆရာတခုလောက်မေးချင်လို့ပါဆရာခုနကဆရာပြောတဲ့ဒီမှာပေါ့နော်health insurance လက်တလောရောင်းနေတဲ့ကုမ္ပဏီတွေမှာပေါ့နော်နောက်ဆုံးထွက်တာတော့ဒီ GGI က6လလောက်ပဲရှိသေးတယ်လို့ပြောတယ်ဆိုတော့လေအရင်ဆုံးဈေးကွက်မှာစပြီး launch လုပ်တာကဘယ်သူလဲပေါ့နော်ပြီးတော့ဆရာအနေနဲ့ဆိုရင်တော့အဲ့ဒီခုနဆရာကျွတ်သွားတဲ့၄ခုလောက်မှာဆိုရင်ဘယ်ဟာကပြည်စုံတယ်လို့တော့မရှိဘူးပေါ့နော်ဘယ်ဟာကပို့ပြီးတော့ကောင်းမယ်လို့မြင်လဲပေါ့နော်အဲ့ဒါလေးတစ်ချက်လောက်ပြောပါဟုတ်ကဲ့အဲ့ဒါလေးကိုတော့ကျွန်တော်တို့ဒီမှာကျွန်တော်နောက်ပြီးကြရင်ပါလာပါလိမ့်မယ်ပါလာပါလိမ့်မယ်ဆိုတာပြီးရင်ပါလာပါလိမ့်မယ်ပြီးတော့ဘယ်လိုလေးသူတို့ target ထားလဲပေါ့နော်ဒါလေးကိုကျွန်တော်ဒီမှာမိကုတော့မဖြေတော့ကျွန်တော်ဆက်သွားလိုက်မယ်ဆက်သွားလိုက်တဲ့ခါကျရင်ကျွန်တော်ပါလိမ့်မယ်နော်အဲ့တော့ဟုတ်ကဲ့ဟုတ်ပြီအဲ့တော့ဒီမှာသူက Premier S Plan A ပေါ့နော်လက်ရှိဒါကတော့အခုဒီဘိုင်းရောက်လာပြီကျွန်တော်တို့ American policy တွေကို analyze လုပ်မဲ့ဘိုင်းပေါ့နော်ဒါတိတိဆိုလည်းပုံမြင်မှာပေါ့နော်အများကြီးတော့ Premier Plan နဲ့သူက A နဲ့အသက်နဲ့ Plan နဲ့ Plan 1 2 3 4 5ပေါ့နော် Plan 1 2 3 4 5ရှိရ10အထိရှိတာရှိမယ်Plan ကိုပဲတင်းနာမည်အမျိုးမျိုးတက်လိုက်တာရှိရပေါ့နော် GGI ဆို essential တို့ enhance တို့မျိုးလေးတက်လိုက်တာရှိရပေါ့နော်အဲ့လိုလေးနဲ့ plan နဲ့A နဲ့ကိုသွားပြီးတော့ကျွန်တော်တို့အာမခံကြီးက premium ကြီးသွားနေတဲ့အာမခံပေါ့နော်ဒါ analyze ပိုင်းမှာပေါ့နော်အဲ့ဒါဆိုရင်ဒီမှာလာပြီ age တွေကဘယ်လိုပေးထားလဲအဲ့တော့ကျွန်တော်တို့က age limit ကိုပြော GGI Nippon Life ကကျွန်တော်တွေ့ရက18ကနေ85ထိပေးတာAI ကကျတော့ရက်ပေါင်း30ရက်သားနေပြီးတော့ကျွန်တော်တို့ပေါ့နော်ဘယ်လိုပြောရမလဲအသက်60တိပြီးထားဒါ height ကြီးကကျတော့ तू က9နှစ်ကနေပြီးတော့60တိပြီးထားတယ်ဒါပေမဲ့ तू က extend နှစ်ပေါင်းတဖြည်းဖြည်းထားခဲ့ရင်ပေါ့နော် तू က80တိတော့တိုးလို့ရမယ်လို့ပြောတယ်ဒါပေမဲ့80တိတိုးလို့ရမယ်ဒီပေါ့နော် must be မဟုတ်ဘူးသူတို့ဘက်ကဘယ်လိုပြောမလဲတိုးပေးပါမယ်မဟုတ်ဘူးပေါ့နော် is depend ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒါ high ကြီးAR က तू က15ရက်ကနေပြီးတော့ရက်ပေါင်း80တိsorry အသက်ဘယ်လိုပြောမလဲဆိုတော့အသက်ကျွန်တော်တို့80တိပေါ့နော်အဲ့တော့ဘာပြန်ကြည့်ရမလဲဆိုတော့ကျွန်တော်တို့ကကြီးတဲ့လူကိုထားခြင်း GGI ကိုရွေးလို့ရတယ်ပေါ့85ကျော်60ကျော်တဲ့လူတွေအတွက်ဆို GGI ကပိုကောင်းတာဒါပေမဲ့ငယ်နဲ့ခက်ငယ်နဲ့ထားခြင်းတယ်ဆိုရင်တော့ AI တို့ AR တို့ကပိုကောင်းတာပေါ့နော်တော်တင်းယုံလောက်ဆိုရင်တော့ကျွန်တော်တို့ the high ချီလောက်ပါရှိဒါပေမဲ့များသောဖြင့်သူတို့60မှာရက်နေရပါပိုကောင်းတယ်လို့ပြောရင်တော့ကျွန်တော်85နဲ့80ပေးထားတော့ဒီနေရာမှာနည်းနည်းကြိုက်အသက်ကငယ်တဲ့ချိန်ကတော့နည်းနည်းဖြစ်နိုင်ကြီးနည်းတယ်view site တွေပေါ့နော်လောက်ကြတယ်ဒါစီမီယာဒါပေမဲ့ကြီးလာတဲ့ချိန်ကျအကြောင်းမျိုးကြောင့်အသက်ကြီးတဲ့ချိန်ကပို့ပြီးတော့
ပစ္စည်းရွေးနာများအဲ့တော့ဒါကအမကန်ကုမ္ပဏီတွေမှာကျွန်တော်တွေ့ရလိုက်တဲ့ limit လေးဘယ်ဟာကောင်းတယ်မကောင်းတယ်ကတော့ဒါကိုလိုချင်တဲ့ cover ပေါ်မှာရေကိုယ့်ရဲ့အနေအထားပေါ်မှာကြည့်ပြီးတော့ဆုံးဖြတ်တာတော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါ age အသက်နဲ့ပတ်သက်ပြီးတော့ coverage ကျွန်တော်တို့ဘလောက် cover ပါပေါ့နော် coverage period ဆိုတော့ကျွန်တော်တို့ sorry ပေါ့ပြောမယ်ဆိုရင်တော့တက်တန်းဘလောက်ပေးထားလဲပေါ့ mostly 1 year ကျွန်တော်တို့ကျမကြီးအမကန်ရဲ့တက်တန်းနေကြီးရတယ် term life လို့တောင်ပြောလို့ရတယ်ညာတော့အပြည့်တစ်နှစ်ပဲပေးထားတယ်တစ်နှစ်ပဲပေါ့နော်တစ်နှစ်တွင်းမှာပြောဒီတစ်နှစ်ကိုကျွန်တော်တို့အမကန်ထားလိုက်တယ်ဒါပေမဲ့နောက်နှစ်တွေကြရင်အမကန်ထားလို့ရလားဆိုတော့တကယ်လို့များဒီတစ်နှစ်မှာမဖြစ်ရင်တော့နောက်နှစ်ကတော့ easy ထားလို့ရတာပေါ့နော်ဒါပေမဲ့ဒီနှစ်မှာ claim ဖြစ်သွားတယ်တခုခုဖြစ်သွားတယ်ဆိုနောက်နှစ်တွေကိုအမကန်ကုမ္ပဏီက renew ပေးပါမယ်မပေးပါမယ်ရအသေးချာဘူးအမကန်ကုမ္ပဏီရဲ့လက်ထဲမှာရှိမယ်စီးပြဆက်ခိုင်းတာတွေရှိမယ်နောက်တစ်ခုကခုနပြောခဲ့လို့ regulator ကလည်း grantee renewal ဆိုတာမျိုးမပြောထားတဲ့အတွက်တစ်နှစ်ပြီးတဲ့အခါမှာနောက်တစ်နှစ်ကတော့အခြေအနေပေါ်မူတည်တာပေါ့နော်ဒါလေးရှိတယ်ဒါပေမဲ့ GGI ကကျမကြီးအမကန်အသက်ကို9နှစ်စာတစ်ပြိုင်နဲ့ထားလို့ရပါစစ်တာတစ်ချိန်နဲ့စစ်ရုံနဲ့9နှစ်စာတစ်ပြိုင်နဲ့ထားလို့ရပါ9နှစ်စာကိုကာဗာယူလို့ရပါ GGI နေပေါ်လိုက်မှာပေါ့နော်သူတို့ရဲ့ကျမကြီးအမကန်ဒီဇိုင်းဒါကတော့ကုမ္ပဏီတွေကမူတည်ပြီးတော့သူတို့ဘာနဲ့သူတို့ပဲဘယ်ဟာကိုသူတို့ကတိုးမယ်ဘယ်ဟာကို short မယ်ဘယ် market ကိုထားမယ်ဆိုတာသူတို့နဲ့မူတည်တာပေါ့နော်အဲ့တော့ဝယ်မဲ့လူရတယ်ကိုယ့်ရဲ့အသက်နဲ့အနေထားနဲ့ premium ကြီးနဲ့ကိုလိုချင်တဲ့ cover နဲ့ကိုချိန်ကြည့်လို့ရပါတယ်ဒါလေးကတော့မေးခွန်းလေးကျမကြီးအမကန်ကနိုင်ငံခြားကုမ္ပဏီတွေမှာနိုင်ငံခြားကို cover ပေးလားမေးခွန်းလေးပေါ့ပြီးတယ်ဆရာပြီး မပေးဘူးဒီမှာထားပြီးနိုင်ငံခြားထွက်သွားရင်တော့မပေးဘူးထင်တယ်ဆရာ ပြီးတယ် မ ဆို ပေး တော့ ဘူးလို့ နော်ကျွန်တော်မြင်တာကိုပြောတာပါ ဟုတ်ကဲ့ရပါတယ်ဟုတ်ဥမာMI Healthcare တုန်းကကျွန်တော်ဘယ်လိုကြည့်သိရသလားသွားတော့Ulink ကိုသွားတော့ဟိုလုပ်လိုက်တာပေါ့နော်ငှားလိုက်တာပေါ့Ulink ရဲ့ချိတ်ထားတဲ့ကုမ္ပဏီစေယုံတွေမှာကျွန်တော်တို့ကုသလို့ရမယ်နောက်သူကတတ်မှတ်ထားတာကြတော့ဥမာ Saver Premium Saver Platform လွဲရင်လည်းလွဲသွားနိုင်မှာပေါ့နော်ကျွန်တော်သိချင်ပြီလို့လုပ်တဲ့အချိန်မှာဆိုတော့အဲ့မှာသူသွင်းတဲ့ premium ပုံမှာမူတည်ပြီးတော့ခန်းစားခွင့်အလိုက်သူ့ဘာသူမြန်မာပြည်မှာပဲဖြစ်စေစင်ကာပူမှာပဲဖြစ်စေအမေရိကန်မှာပဲဖြစ်စေအဲ့ plan အတိုင်းပဲခန်းစားခွင့်ကိုရမယ်ထုပြီးတော့မရဘူးဒီလိုမျိုးတော့ကျွန်တော်တော့အဲ့တုန်းကတော့သိရတာမျိုးနော်ဟုတ်သူလည်းတိတ်တော့မကြသေးဘူးဒီ launch လုပ်တာဆို2 လဖြစ်နေတယ် launch လုပ်တာ2လလောက်ပဲရှိအောင်မယ်ကျွန်တော်လည်းတေချာမဖတ်ရတယ်ဟုတ်တော့အထိ85ပြောပေးတယ်သူလည်းဟုတ်ကဲ့အကြံလူနောက်လူသားသမီးပေါ့နော်အဲ့လိုပဲအမရဆရာမကြီးဒါတွေကျွမ်းနေဆိုတော့ပေါ့နော်ကျွန်တော်အမရကဟိုလိုဆရာရဲ့ဒီ65နှစ်ဆိုရင်တော့ renewal လုပ်လို့မရတော့ဒါပေမဲ့ဒီ65နှစ်ရဲ့ရှေ့62နှစ်ကစပြီးတော့နှစ်ဇက်တိုင်း9နှစ်ထားခဲ့မယ်ဆိုရင်တော့သူက85ထိ renewal လုပ်ခွင့်ရှိတယ်သူကတော့အဲ့လိုချွင်းချက်လေးရတော့တစ်ခုနဲ့တစ်ခုကတော့အဲ့လိုကွဲပြားခြားနားလိမ့်မယ်ခင်ဗျာဒါကတော့ကိုယ့်အကြိုက်သူ့အကြိုက်ကိုနဲ့တဟဇာတာဖြစ်တဲ့ product ကိုတော့မိမိကိုယ်တိုင်ပဲရွေးတာတော့ဖြစ်လိမ့်မယ်ဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ကျွန်တော်သိရသလောက်ပေါ့နော်ဒါ MI product ကိုမဖတ်သေးတဲ့အတွက်ဒါချွင်းချက်အနေနဲ့ကျွန်တော်တို့ထားလိုက်မယ်ပေါ့နော်ဒါပေမဲ့ကျမကြီးအာမကန်တွေအကုန်လုံးကိုနိုင်ငံခြားကိုခါပါမပေးပါဘူးသူကကျွန်တော်တို့ကအမကန်ထားတဲ့အချိန်မှာအလောက်ကန်ရှိတယ်နေပို့ဆိုးတာပေါ့နော်ကျွန်တော်တို့အခုဆိုရင်ဒါနေရာဒေသပါသူတို့ပြောရတဲ့သဘောမျိုးဖြစ်လာပေါ့ဘယ်နေရာမှာနေတယ်ဘယ်လိုရှိရဲအလောက်ကန်လုပ်တယ်ဆိုရဲတော့ occupational risk ရဲ့ geographical risk တွေရဲ့ရှိတာဆိုတော့အဲ့တော့သူကနိုင်ငံခြားကိုကာပါမပေးဘူးဆိုတာအမကန်ထားတဲ့လူတယောက်ကနိုင်ငံခြားမှာသွားနေမယ်သွားပြီးတော့ဒီတက်တန်းတွင်းမှာသွားနေမယ်ဆိုရင် तू ကကာပါမပေးပါဘူးမရပါဘူးဒါပေမဲ့နိုင်ငံခြားမှာတော့ तू ကသွားကုသလို့ရပါအခုဆေးရုံတွေ
plan တွေရှိတယ်နိုင်ငံတကာမှာဟို worldwide တွေပေးထားတာရှိတယ် ထိုင်းမလေးရှားစင်ကာပူပေးထားတာရှိတယ်ဒါမျိုးတွေတော့သူကပေးထားတယ်ဒါပေမဲ့ကျွန်တော် policy ကိုဖတ်ကြည့်တဲ့အချိန်မှာပါလဲဆိုတော့တချို့တွေကရက်ပေါင်း90တချို့တွေကရက်ပေါင်း30ထဲကျော်ပြီးတော့နိုင်ငံခြားကိုသွားမယ်ဆိုရင်အာမခံကုမ္ပဏီကိုအကြောင်းကြားရမှာမယ်အကြောင်းအဲ့ဒီထက်ကျော်သွားတဲ့ရက်ပေါ်မှာမူတည်ပြီးတော့သူကဖြစ်ခဲ့မယ်ဆိုရင်တော့မှဒီ health insurance plan ကနေသူက cover ပေးမှာမဟုတ်ပါဘူးတကယ်လို့နိုင်ငံခြားကိုသွားပြီးပြန်မလာတော့ဒီ cover ကို extend လုပ်လို့ရလားဆိုကုမ္ပဏီကကြည့်ပြီးတော့မှပေးချင်တယ်ပေးမယ်မပေးချင်တယ်မပေးဘူးပေါ့နော်သူသွားတဲ့နိုင်ငံပေါ်မူတည်ပြီးတော့ဟိုနည်းနည်းတချို့ဒါကိုယ်နိုင်ငံနဲ့ဆိုင်တော့တခြားနိုင်ငံတွေကတော့ risk နေတာပေါ့နော်ဟိုဆိုမာလီယာတို့ကျွန်တော်တို့အီသီယိုးပီးယားတို့သွားရင်တော့မပြောတတ်ဘူးဒါပေမဲ့သူတို့ရဲ့ location ပေါ်မူတည်ပြီးတော့ဘာတော့မပေးဘူးဟိုဘယ်လိုပြောမလဲ coverage တော့မပေးဘူးဒါပေမဲ့ကိုကကျန်းမာရေးတစ်ခုခုကြောင့်မလို့ဒီအာမခံဝယ်ထားပြီဆိုရင်နိုင်ငံခြားမှာသွားကုသလို့ရတာလေးတွေတော့သူတို့ပေးထားတာရှိဒါလေးကိုပြောချင်တာပါနောက်တစ်ခုက pre-existing condition ရှင်ရင်းဆွဲယောဂပေါ့နော်ရှင်ရင်းဆွဲယောဂကြောင့်ဆေးရုံကျန်းမာရေးအာမခံကိုဝယ်တဲ့ကျွန်တော်တို့ကကျန်းမာရေးအာမခံကိုဝယ်ထားမယ်ဆိုတော့ဝယ်လိုက်မယ်ပေါ့နော်ဒါပေမဲ့မဝယ်ခင်ကကျွန်တော်တို့ရှင်ရင်းဆွဲယောဂဆိုတာကျွန်တော်တို့ရှိလိမ့်မယ်ပေါ့ဟိုကျွန်တော်ကိုယ်ထဲမှာရှိလိမ့်မယ်ဒါမှမဟုတ်တခြားဝယ်တဲ့လူတယောက်ပေါ့မဟုတ်ဘူးဒါဆိုရင်အာမခံပေးလားစိတ်ဝင်စားစရာကောင်းတာတော့ကျွန်တော်တို့ဒီဟာကိုအာမခံကုမ္ပဏီတော်တော်များများမပေးထားပါဘူးဒါပေမဲ့မျက်စိလေလမ်းမပြီးတော့လားမသိဘူး AR hack ကနေပြီးတော့ pre-existing condition ကိုအာမခံ cover ပေးပါမယ်လို့ပြောထားပါချိန်နေရကြည့်ရရင်တော့တိတ်မကြခင်မှာအဲ့ cover ပြုတ်နိုင်ပါတယ်ပြုတ်နိုင်ပါတယ်အပြင်ဘယ်လိုပြောမလဲဆိုတော့တောက်လေးယောရမယ်ဆိုရင်လည်းယောချင်လဲယောရနိုင်ပါထူးဆန်းနေနော် policy ထဲမှာတော့အခုချိန်ကြီးကျွန်တော်တို့ရှိသေးတယ်နောက်ဆုံးဒါ update ပေါ့နော်ကျွန်တော်ဒီရာကိုပြင်ဆင်တဲ့အချိန်ကြီး pre-existing condition ကို AR hack ကနေပြီးတော့ပေးထားမယ်လို့ပြောတယ်ပေါ့နော်အဲ့တော့အကြောင်းကြောင့် AR hack ကိုဝယ်ထားပြီးတော့အရင်တော့ကိုကထားပါတော့တခုခုခွဲစိတ်ရမယ်ကုသရမယ်ဆိုရင် AR hack ကိုဝယ်ပြီးကုလိုက်ရမ်းမိုက်တယ်ဒါပေမဲ့နောက်ပိုင်းတော့မပြောတတ်ဘူးဒီအကြောင်းသူတို့ဟိုပေးပါမယ်လို့ cover ပေးထားတဲ့အတွက်တော့ဒီအကြောင်းကျွန်တော်တို့ပြန်ဖြုတ်ရင်လည်းဖြုတ်မယ်ပေါ့နော်ဒါတော့ဖတ်ကြည့်တဲ့လူတွေပို့ပြီးတော့သိတာနိုင်ပါတယ်ဖတ်ကြည့်လို့ရပါpercentage ပေးရတယ်ဆရာ percentage လိုက် customer ပြန်ဆက်ရတယ်ဆရာဟုတ်ကဲ့ပါဒါပေမဲ့ပေးပါမယ်ပေးတော့ပေးရဆရာဟုတ်ထိန်ချန်ထားတဲ့ယောဂကိုပေးလားဗျပေးလားဆိုတော့မပြောအဲ့ဒါတော့ဗျမေးခွန်းမေးလိုက်တဲ့အချိန်မှာသူတို့မေးတဲ့အချိန်မှာကိုကမသိဟိုကျွန်တော်တို့ကတော့ဒါအာမခံတမ်းမရပြောတာပေါ့နော်misrepresentation ရှိတယ် innocent ရှိတယ်ပေါ့နော်ကိုက innocent လုံးဝမသိလို့ဒါဆရာဝန်ပဲသိရမယ့်အခြေအနေမျိုးမလို့ကိုမသိဘူးဆိုရင်တော့ကျွန်တော်တို့အာမခံ cover ရနိုင်sorry သူတို့မေးခွန်းထဲမှာလည်းမပါဘူးပေါ့နော်သူတို့မေးခွန်းထဲမှာလည်းမပါဘူးကိုကလည်းတကယ်မသိလို့မဖြေလိုက်ဘူးဆိုရင်တော့ဒါ coverage အနေနဲ့ရနိုင်တယ်သူတို့ကမေးလိုက်တယ်မေးခွန်းထဲမှာတော့ပါတယ်ကိုကမသိဘူးလို့ဟိုသူတို့က question လေးတွေပေးတယ်ပေါ့နော်အဲ့ဒီထဲမှာကိုကမသိဘူးလို့ပြောလိုက်ရင်ကိုဒါကိုသူတို့လက်ခံတယ်ဆိုရင်တော့ကိုဘက်က claim လုပ်လို့ရကောင်းရနိုင်တယ်ပေါ့နော်ဒါပေမဲ့ကိုကသိရတဲ့နဲ့ပဲမရှိပါဘူးလို့ပြောလိုက်တယ်ဆိုရင်တော့မရနိုင်ဘူးဟုတ်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင်ဒါ AIA 1S solution ကျွန်တော်ပြောတဲ့ plan တွေပေါ့နော် plan တွေပါတဲ့အတွက်ဒီမှာမြင်ရလားမသိဘူးเนาะ plan တွေပါတယ် plan တွေထဲမှာကျွန်တော်သူပြောပြထားတဲ့ဟာတွေကဒီမှာရှိတယ်ဒီတော့ဒါကိုကျွန်တော်ဘာလို့သေချာထည့်ပြလဲဆို plan 1မှာဆိုကျွန်တော်တို့ထားပါတော့ plan 1မှာဆိုရင်နှစ်စဉ်ကတ်သက်ချက်စရိတ်ဆိုရင်ဒါကတော့ထားပါနှစ်စဉ်ကတ်သက်ချက်စရိတ်ဆိုသူဘယ်လောက်ထိရမလဲဆိုတော့38သိန်းပေါ့နော်ဒါပေမဲ့ plan 2မှာဆို85သိန်းနည်းနည်းတော့များသွားဒါပေမဲ့ तू ကဒီမှာဗာပြထားလဲဆိုဒီဟာကဗာလဲဆိုတော့ငါ plan 1ဝယ်ထားတယ်plan 1ဝယ်ထားတယ်ဆိုရင်ငါရဲ့ကုန်ကျစရိတ်ကနှစ်စဉ်ဒီမှာဆေးရုံဈေးကန်းကခဏလေးနော်နောက်တစ်ခုကျွန်တော်ပြပြplan 1ဝယ်ထားတယ်ကိုကကာဗာရမှာ38သိန်း5000ပေါ့နော်38သိန်း5000ရမယ်ဒါပေမဲ့ဒီမှာကျွန်တော်ဒီမှာ
ဒီမှာဆိုအများကြီးပေးထားဆေးရုံမသက်ကူနဲ့အဲ့တော့ plan 1ဝယ်ထားတယ် plan 1ဝယ်ထားတယ်ငါကပါ38သိန်းရမယ်အဲ့ဒါဆိုရင်ငါဆေးရုံအသုံးပြုစရိတ်တို့ခွဲစိတ်ခံကုသစရိတ်တို့ဆိုရင်ဘယ်ဆေးရုံမှာသွားမလဲနာမည်ကြီးဆေးရုံမှာသွားမယ်အဲ့38သိန်းအဲ့လောက်ကိုဟိုမထိတတိလောက်ရောက်တဲ့ဆေးရုံမှာသွားမယ်ဆိုရင်ရော तू ကပေးမလားဆိုရင်ပေးမလားဆိုရယ်မေးခွန်းရှိတာပေါ့နော်အဲ့တော့ तू ကဘာရေးထားလဲဆိုတော့နှစ်စဉ်ရေဘူးရကတ်သက်ချက်ဒီတင့်လျောက်ပတ်တော့ကုန်ကြစရိတ်များလို့ तू ကရေးထားတယ်တကယ်တော့ကိုက plan 1ဝယ်ထားလို့ plan 1ဝယ်ထားလို့ကိုက38သိန်းအောက်ကိုတော့ကိုကဘောင်းဝင်နိုင်တယ်ဒါပေမဲ့ဘောင်းဝင်နိုင်ပေမဲ့ကိုကတော်တော်ကောင်းတဲ့ဈေးရုံမှာသွားကုမယ်ဆိုရင်38သိန်းအောက်မှာတော့ဘောင်းဝင်နိုင်တယ် तू ကပေးမလားဆိုရင်မိကွန်းကျွန်တော်တို့ရှိတာပေါ့နော်အဲ့တော့ तू ကဘာရေးထားလဲဆိုတော့ရေဘူးရတင့်လျောက်ပတ်တော့ကုန်ကြစရိတ်များကြာတဲ့တန်ဖိုးတိုင်းပေးပါတင့်လျောက်ပတ်တော့ပြောတဲ့အတွက် तू ကဈေးရုံမှာဒီဈေးရုံတဲ့သူ့ plan အရာဆိုရင်ကျွန်တော်နားလည်တာကိုပြောတာပေါ့နော်ဒါဒီထဲမှာလည်း AI ရဲ့လူတွေသူ့ plan အရာဆိုရင် तू ကဘာလဲဆိုတော့ငါတို့ကဒီခွဲစိတ်ကုသစရိတ်ကို plan 1ဆိုရင်ခွဲစိတ်ကုသစရိတ်ဒါမှမဟုတ်ဈေးရုံစရိတ်ကို9000ပဲသတ်မှတ်တယ်ပေါ့တရက်ကို9000ပဲသတ်မှတ်တယ်တရက်ကို9000ပဲသတ်မှတ်တယ်ဆိုရင် तू ကသူတို့သတ်မှတ်တဲ့9000နဲ့ပဲရအဲ့9000တွေအကုန်လုံးပေါင်းလိုက်လို့ကျွန်တော်တို့ကတခြားကုန်ကြစရိတ်တွေအကုန်ပေါင်းလိုက်လို့38သိန်းနဲ့ဘောင်းဝင်နေတယ်ဆိုရင်တော့မှသူတို့သတ်မှတ်တဲ့ဘောင်းတိုင်းကိုရမယ်လို့ကျွန်တော်ကနားလဲသူတို့ရဲ့သတ်မှတ်တဲ့ဘောင်းတစ်ခုရှိပါလေဟိုဒါတော့ကလိမ့်လို့ဘူးတဲ့လူတော့ပိုသိရင်ဒီမှာပေါ့နော်ကျွန်တော်ကဒါအပြန်နေလေးလားဒီကဆေးရုံဒါလည်းတင်းလျောက်ပတ်တဲ့ကုန်ကြစရိတ်ဆိုပြီးတော့သူကရေးထားတယ်ဒါအာမခံပေါ်မှာနော်အဲ့ plan 1ဝယ်ပြီးတော့ကိုက38သိန်းလောက်တော့ငါရမယ်ဒါပေမဲ့ငါတခြားကောင်းသားဆေးရုံတခြားဆေးရုံမှာပေါ့နော်တော်တော်ကောင်းတဲ့ဆေးရုံမှာကုသပြီးတော့သုံးမယ်ဆိုရင်တော့မှတခါလေကိုဆိုင်လည်းဆိုင်ဒါ AI နဲ့ပတ်သက်သူကတော့အမြင်နဲ့ AI ရေးထားတယ်ကုန်သားစိတော်တဆတည်ဆုံမှုဒါမရှိဘူးကျွန်ဒါကတော့ annual bonus ပေါ့နော် claim လုပ်ဘူးဆိုရင်ငါ 5% ပေးမယ်ပေါ့နော်ဒါရှိရဒါပေမဲ့ဒီမှာတခုသူက policy ကန့်သတ်ချက်ကုန်ကြစရိတ်လို့ပြောထားတယ် plan 1ဝယ်ထားတယ် plan 1ဝယ်ထားတယ်ဆိုရင်ကျွန်တော်တို့ကplan 1ရဲ့ကန့်သတ်တဲ့ကုန်ကြစရိတ်ကဘယ်လောက်လဲဆိုတော့350သူက policy ကန့်သတ်တဲ့ကုန်ကြစရိတ်တွင်ဆိုတော့ဒီအကန့်အသတ်ထဲမှာရှိနေတယ်ဆိုရင်သူကပေးရမယ်လို့ရေးထားတဲ့သဘောမျိုးဖြစ်နေဒါဟိုက်ကြီးမှာရေးထားတာ policy ကန့်သတ်တဲ့ကုန်ကြစရိတ်တွင်အကျုံးဝင်တော့ကုန်ကြစရိတ်များအဲ့တော့ပြောစရာရှိတာဈေးရုံပေါ့နော်အဓိကတော့ကျွန်တော်တို့စီမှာဈေးရုံချိန်မှာဈေးရုံကဒီ plan နဲ့ဈေးရုံကတော်တော်လေး level အရကျွန်တော်တို့နားလည်ရမယ့်ဟာလေးတွေတော်တော်ခက်နေတယ်ပေါ့နော်ခက်နေတော့ plan 1ဝယ်ထားရင်ငါတော့350ပေါင်ဝင်နေတယ်ဒါပေမဲ့တော်တော်ကောင်းတဲ့ဈေးရုံကိုသွားလိုက်မယ်သူဒီ50တော့350တော့မကုန်ဘူးဗျာ45သိန်းလောက်ကုန်မယ်ပေါ့ဗျာသူကုန်ကြတဲ့ဈေးဆိုရင်ဒီတခြားကုန်ကြဈေးတွေပါရင်အဲ့ဒါဆိုရင်တဟိုက်ကြီးရဲ့ policy ရပြောရမယ်ဆို तू ကပေးရမယ်ဆိုတဲ့သဘောမျိုးတက်ရောက်လာတယ်ဒါပေမဲ့ AI ရဲ့ policy ရပြောရမယ်ဆို AI ကဈေးရုံကုသဈေးကိုငါတို့ကဘယ်လောက်သတ်မှတ်ထားတယ်ဘယ်လောက် limit ကန့်သတ်ထားတယ်ဆိုရင် AI ကမပေးချင်လည်းမပေးဘူးပေါ့နော်ပေးချင်လည်းပေးမယ်ပေါ့မပေးရင်လည်းသူ့ရဲ့စကလုံးအရသူပေါင်ဝင်ဒီကမပေးဘူးဆိုရင်ကျွန်တော်တို့စကလုံးရပေါင်ဝင်မှုလို့ကျွန်တော်တို့စဉ်းစားကြည့်လို့ရတယ်ပေါ့နော်ဒါကနောက်ပိုင်းမှာဒါကတော့ကျွန်တော်တို့ကဒီ policy ကို analyze လုပ်နေတာပဲဒီထဲမှာဟိုအမေရိကန်ကုမ္ပဏီတွေကလူတွေလည်းပိုင်းလဲပါမယ်ပေါ့နော်သူတို့ကဟိုဟာပေါ့ဒီတိုင်းဟိုတောင်းကြီးမှပဲပိုသိမယ်ပေါ့နော်တချို့ဟာတွေကဒါဘေးကနေ policy analyze လုပ်တာဒါပေမဲ့နားလည်ဖို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ် okay အဲ့တော့ဒါကြီးမှာတော့ကျွန်တော်တို့သူကတော့ပူးတွဲအာမခံလို့ပြောတယ်ကို sharing ပါတယ်နှုတ်ဖြတ်ပမာဏနှုတ်ဖြတ်ပမာ deductible နဲ့ပါတယ်သူက deductible နဲ့ကို sharing ထည့်ထားတယ်နှုတ်ကလေးမွတ်နဲ့ထည့်ထားတယ်ပေါ့နော်အဲ့တော့သူကတော့ဒီကဇရိတ်တွေကျွန်တော်တို့သတ်မှတ်ထားရှိတယ်သူ plan တိုင်းသတ်မှတ်ထားရှိတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကသူတို့ပြောတဲ့ worldwide ပေါ့ဗျာ worldwide to Asian လို့ပေါ့နော်ဒီမှာတော့ဒါ Asian လို့ပဲပြောရဲAsia လို့ဘာလို့ကူးတဲ့ချိန်မှာဆေးရုံနဲ့ကျွန်တော်တို့ plan ကဘယ်လောက်
ဘယ်ဆေးရုံကိုသွားရမယ်ဘယ် plan လဲဆိုတာဘယ် plan လဲဆိုတာကျွန်တော်တို့မသိဘူးပို့ဆိုတာဒီမှာပေါ့နော်ကျွန်တော်တို့ကနိုင်ငံခြားဆိုဘယ်ဆေးရုံကဘယ်လောက်ကုန်ကြတယ်ပါတယ်ကကျွန်တော်တို့မသိနိုင်တဲ့ဟာရှိအဲ့တော့များသောအားဖြင့်တော့ကျွန်တော်တို့ဗမာပြည်ကကျန်းမာရေးအာမခံကို ULIN assist ကနေပြီးတော့လုပ်တာလည်းများတယ်သူတို့နဲ့တိုင်ပင်ကြည့်တာမျိုးဒါမှမဟုတ်လည်းခြားနားလဲတဲ့လူနဲ့တိုင်ပင်တာပို့စင်ဟိုတကယ်လို့ဒါမျိုးကြုံနေမယ်ဆိုရင်ပြောပါနော်အဲ့တော့သူကတော့ကုန်ကြစီတကယ်လို့ဒီနေရာမှာပါပေါ့နော် AIA ရရေးထားလို့ policy သတ်မှတ်တဲ့ကုန်ကြစီတွင်တင်းတင်းလျောက်ပတ်တော့ကုန်ကြစီဆိုသူကဒီလိုမျိုးတခြားနိုင်ငံတွေကုမယ်ဆိုရင်တော့မှသူတို့ရဲ့ပေးနိုင်တဲ့ limit ကိုကျွန်တော်တို့ကန့်သတ်လို့ရ cost containment ပဲပြော inner limit ထဲရပဲပြောသူတို့ဒါလေးတွေကန့်သတ်လို့ရတယ်အဲ့တော့ကျွန်တော်ဒါကတော့ဟိုဒီထဲမှာပြောထားတဲ့ဥစ္စာလေးက policy ကို analyze လုပ်တာပြီးတော့ AR AR ကတော့ကျွန်တော်တို့ pre-existing condition ပါတယ်နောက်ပြီးတော့သူကနောက်တစ်ခုကသူ့မှာလည်းပါသေးလဲဆိုတော့ AR head တက်မှာပဲကျွန်တော်တို့paternity ပေါ့နော် paternity ပြောမလားမသိဘူးကျွန်တော်တို့ပါဗျာကိုဝင်ဆောင်ကြောင့်လည်း AR ပေးထားတာရှိတယ်နောက် AR နောက်တစ်ခုကပါရှိလေးလဲဆိုတော့မျက်မှန်ပေါ့နော်မျက်မှန်အတွက်ကိုလည်းသူကတစ်နှစ်စာကို8000လားမသိဘူးကျွန်တော်တို့ပေးထားလေးရှိတယ် policy တွေကတော့အမျိုးမျိုးပဲဒီသဘောတရားတွေကိုကျွန်တော်တို့သေချာဖတ်ပြီးတော့ကိုယ်နဲ့တင်းတဲ့ policy လည်းကျွန်တော်တို့ရှာနိုင်မယ်လို့မျှော်လင့်ပါတယ်ဒါဒီထဲမှာလည်းအကျိုးတစုံတရာရသွားမယ်လို့မျှော်လင့်ပါတယ်ခုကတော့ကျွန်တော်တို့မေးစရာရှိရင်မေးခွန်းလေးတွေမေးလို့ရပါတယ်ကဲဆရာဟိုမှာလေခုနပြောသွားတာလေ MI ဆိုတာကလေအဲ့ဒါဘယ်ကုန်လို့ပြောတာဟုတ်ကဲ့ MI ဆိုတာမြန်မာအာမခံကိုပြောပါတယ်ခင်ဗျာမြန်မာအာမခံဟိုဟာပေါ့နော်ဟုတ်တယ်သူလည်း product လေးထွက်တာဟုတ်ကဲ့မြန်မာ insurance ကိုပြောပါတယ်သူလည်း product လေးတွေအဲ့ရလေးထွက်ထားတာသိတယ်ကျွန်တော်မဖတ်ပြလိုက်ဟိုပါပေါ့နော်အစကနေကဒီ plan ဒီຢာလေးကိုကျွန်တော်လုပ်ဖို့အစကနေရည်ရွယ်ထားတာဖြစ်တဲ့အတွက်တော့ဟောပေါ့အဲ့ဒါလေးကိုမဖတ်ကြည့်လိုက်ရပါဘူးเนาะသူဖတ်တဲ့သူထွက်တဲ့အချိန်နဲ့ကျွန်တော်ကလည်းသူ့ရဲ့ data ကိုလိုက်စုရမယ့်အချိန်နဲ့အချိန်မရတဲ့အတွက်ကျွန်တော်အဲ့ဒါတော့မဖတ်ရဘူးနောက်ပိုင်းဖတ်ကြည့်ပြီးတော့ကိုအမားတို့ကိုယ်တိုင်ပေါ့เนาะဟိုသွားပြီးတော့ရှာပြီးလို့ data ရှိတဲ့ပုံမှာမူတည်ပြီးဟိုပေါ့เนาะရတဲ့ပုံမှာမူတည်ပြီးတော့သူတို့ဘယ်လိုရေးထားလဲသိချင်တယ်ဆိုတော့ကျွန်တော်စီလည်းမေးလို့ရပါတယ် messenger လည်းကောင်းကျွန်တော်ဖုန်းနံပါတ်ကိုလည်းကောင်းယူထားလို့ရပါတယ်ဟုတ်ကဲ့သိချင်တာတခုကလေဒီမှာလည်းဒီအမခံကိုစလုပ်တာတော့မကြသေးဘူးပေါ့နော်တကယ်ချင်းကဒီ foreign ကုန်တခုပေါ့နော်အဲ့ဒီမှာသူကအလုပ်လုပ်တယ်ထုံးစံတိုင်းကိုကအမခံစလုပ်ပြီးဆိုတော့သူ့ကိုအမခံသွားမိတ်ဆက်တဲ့အခါကျတော့သူကပြောတယ်သူတို့ကုမ္ပဏီကအကုန်လုံးဝန်ထမ်းတွေကိုအမခံကျမရအမခံထားပေးပြီးသားပေါ့နော်အဲ့ဒါဆိုဘယ်ကုမ္ပဏီနဲ့ချိန်တာလဲဆိုတော့သူကမသိဘူးပေါ့လစာတွေကလည်းမဖြတ်ဘူးတစ်နှစ်ကိုဒေါ်လာ9000ကပါရတယ် OBD တွေကိုလည်းပြလို့ရတယ်ညီမသိသလောက်ညီမတို့ဒီခါတွေမှာ OBD မပါဘူးပေါ့နော်သူကကြာ OBD နေမကောင်းလို့ပြတာတော့တက်မှန်ရိုက်တာတော့လည်းပါတယ်သူမိပါတော့က30ကျော်ကုန်တာလည်းပြန်ရတယ်ပေါ့နော်နောက်ပြီးတော့အိမ်ကမိသားစုဝင်တွေကလည်း2ယောက်ကိုအရင်ကြီးဆုံးမိသားစုထည့်လို့ရတယ်အဲ့ဒါကကြာလို့ဒီညီမသိသလားဆရာပြောသွားတဲ့ဟာတွေမှာမပါဘူးပေါ့နော်နိုင်ငံခြားကုန်လို့ရှာတာလားဘယ်လိုဟာနဲ့ချိတ်ဆက်ထားတာလဲအဲ့ဒါလုံးဝနားမလည်ဘူးပေါ့နော်အဲ့ဒါလေးတစ်ချက်လေးနဲ့ပြောပြပေးပါခဏလေးနော်ခဏလေးဟိုလုပ်ပြပါညကျွန်တော်အဲ့နာမည်လေးရှာလိုက်နာမည်လေးရှာလိုက်မယ်ဆိုတော့နာမည်ရှာလာဆရာယူလင်းများဖြစ်လို့ကျွန်တော်တို့အချို့ဝန်ထမ်းဖွဲ့စည်းတွေလည်းယူလင်းနဲ့ချိန်ထားရှိတယ်ဆရာမဟုတ်ယူလင်းကိုတက်ရှာလိုက်ရင်ရတယ်ဗျယူလင်းကိုတက်ရှာလိုက်တာအဲ့ကုမ္ပဏီကခဏလေးကျွန်တော်သိတယ်ကျွန်တော်မိတ်ဆွေပဲသူရှိတယ်လောလောဆယ်နာမည်ပြောဖို့ကျွန်တော်လိပ်စာကတ်ထဲမှာပဲနာမည်ရှိတဲ့အတွက်ကျွန်တော်ပြောရခက်နေတာပေါ့နော်ဟုတ်ပါလေနော်နားလေးဆိုကျွန်တော်လိပ်စာကတ်လေးကြည့်နေရတော့ဒီရလည်းမောင်းနေသူကအခုယူလင်း website ယူလင်းကိုဝင်လိုက်လို့ရလားတရားတော့ဝင်ကြည့်လို့ရလားဟိုကျွန်တော်ဝင်ကြည့်ပေးလို့ရမှာသူဘေးမှာနာမည်လေးရှိတယ်အဲ့ယူလင်းရဲ့ website ဘေးမှာသူ့ရဲ့ခါပါဘေးမှာလာပြီးအဲ့နာမည်လေးရှိတယ်ယူလင်းကျွန်တော်လိပ်စာပေးတာကျွန်တော်အဲ့ဒါ
မြန်မာ Airways ကယူလင်းနဲ့ချိန်ထားတာရှိနေတယ် ယူလင်းကလုပ်ပြီးတာရှိတယ် Health insurance ကိုတော့ ခဏလေးယူလင်းကချိန်ထားရှိရဲဆိုတော့ခဏလေးကျွန်တော်ကနည်းနည်းအမတ်တမဲ့နဲ့ဟောထားလိုက် what was ဟိုဟာလေ MGN နဲ့ဟိုဟာပေါ့ဟိုဟာစင်ကာတွေ့တယ်နော် အဲ့ MGN ပါဗျ MGN ဆိုတဲ့ကုမ္ပဏီကသူတို့က foreign ကနေပြီးတော့ဟိုရောင်းဗမာပြည်ကိုရောင်းတာပါပြည်ရောင်းတဲ့အတွက်သူတို့ကဘာကိုသွားပြီးတော့ဥတီလဲဆိုတော့ဟိုဟာပေါ့ပြောရမယ်ဆိုရင်သူတို့က corporate တွေကိုပဲလုပ်တယ်အဲ့ MGN မှာကျွန်တော်မိတ်ဆွေတယောက်ရှိတယ်သူကတော့ country director နဲ့သူနဲ့2ယောက်ပဲလားမသိစိတ်မနေကြနဲ့2ယောက်ပဲရှိတယ်ဒါပေမဲ့သူတို့ကအဲ့ဒေါ်လာနဲ့ပြီးပြီးတော့ group ထားလို့ရတယ်နောက်တစ်ခုကဘာလဲဆိုတော့ဟို individual ထားလို့မရဘူး corporate company တွေပဲထားလို့ corporate တွေပဲထားလို့ရတယ် corporate တွေကိုပဲ cover ပေးတယ်နောက်တစ်ခုကညာဟုတ်ပါတယ်ဆရာ corporate တွေလည်းထား corporate တွေပဲ cover ပေးတယ်နောက်ဒေါ်လာအရင်တော့ကဒေါ်လာနဲ့သွင်းရတယ်သူကဒေါ်လာနဲ့သွင်းရတာခုနောက်ပိုင်းသူတို့ယူလင်းနဲ့လှုပ်ပြီးတော့ဒေါ်လာအိတ်ချင်းပြောင်းပြီးတော့ဗမာငွေနဲ့သွင်းလို့ရအောင်လို့ဟိုလုံနေတယ်လို့တော့ကြားတယ်သူက pre existing condition ကိုလည်းပေးတယ်ခုနပြော maternity ဟိုပါဘောနော်မိဖွားတဲ့ဈေးကိုလည်းပေးတယ်မျက်မှန်လောက်ရတာကိုလည်းပေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့ဟိုပါဘောနော်ဝန်ထမ်းရဲ့ဘယ်လိုပြောမလဲဟိုပါဘောနော် husband and spouse ပေါ့နော် spouse တွေကိုလည်းသူထည့်လို့ရတယ်သားသမီးတစ်ယောက်ထည့်လို့ရ2ယောက်ထည့်လို့ရတယ်2ယောက်ထည့်လို့ရဒါပေမဲ့ကိုယ့်ရဲ့မိဘကိုတော့ထည့်လို့မရဘူးသူကအဲ့လိုမျိုးပေးရရှိတယ် MGN မှာဟုတ်တယ် MGN ကနေပြီးတော့အဲ့လိုလုပ်တာရှိတယ်ဒေါ်လာနဲ့သွင်းရတယ်သူတို့ကရှင်းပြောရမယ်ဆိုရင်တော့ဟိုပါပေါ့နော် local က foreign company တွေပေါ့ Ooredoo တို့ကျွန်တော်တို့ Telenor တို့ဘာတို့ကTelenor တို့က C level တွေ senior level တွေသူတို့စီမှာပဲအာမခံထားပါတယ်ဆရာအဲ့ဆိုလိုတာကဒီ foreign company တွေပဲရတယ်တဘောပေါ့နော်အဲ့လို foreign မဟုတ် local လဲဝယ်လို့ရတယ် local က corporate company group ပဲ local က corporate company တွေဝယ်လို့ရတယ်ဒါပေမဲ့ဒေါ်လာနဲ့သွင်းရတယ် corporate မဟုတ်ရင်သူကလက်မခံ individual လက်မခံဘူးပေါ့နော်ရှေ့ဟုတ်ကဲ့ကျေးဇူးပါဆရာအဲ့ဒီပြည်ကျင်သူ့ကိုမေးတော့လဲသူကဘာမှမသိဘူးပေါ့နော်ဒီသူ့ရဲ့အဲ့ policy မှာကျတော့မြန်မာ insurance လို့ပဲရေးထားတယ်သူပြောတော့ခါကြတော့လေအဲ့တော့ MI ပြော my insurance ကဒီလောက်ထိကောင်းကောင်းလုပ်ပေးနေတာပေါ့နော်ဆိုတော့နည်းနည်းအဲ့ဒါလေးကကျတော့ကျွန်တော်ပြန်ပြီးတော့ share လို့ကင်မှာတော့လေပြဟိုကျွန်တော်သတိထားမိတယ်ဟိုအထင်တယ် AYA လည်းရှိတယ် AYA local မှာလေးဒီဆရာဟို AYA လည်းရှိမယ်ထင်ဟုတ်တယ် AYA ကဟိုဒီ cafeteria plan ဆိုပြီးတော့corporate ကိုတော့အားတာမျိုးသူကဒါပေမဲ့ဟို premium ကြတော့ကျွန်တော်လေ့လာမိတာကိုပြောတာပါဗျာဟိုဘယ်လိုပြောမလဲဥမာဒီအသက်သူတတ်မှတ်ထားရှိရပေါ့နော်18ကနေဥမာ30ဆိုရင်တော့ဒီ premium ဒီအဲ့တစ်ခုပေါ့နော်ဒါပေမဲ့အဲ့မှာကြတော့သူကဒီမိသားစုမှာ3ဦးရှိရဆိုလို့ရှိရင်ဒီ3ဒီ premium ကအကုန်လုံးအတူတူပဲအားလုံးအတူတူပဲဥမာမိသားစုမှာလောက်တဲ့လူက40ကျော်နေတယ်ကိုနိမိကြတော့ဥမာပေါ့နော်ဒီကိုယ့်ရဲ့အောက်ကမောင်ဖြစ်ဖြစ်ညီပဲဆိုရင်လည်းသူက premium rating တွေကအားလုံးကအတူတူကျွန်တော်တို့အဲ့ဒါလေးတစ်ချက်လေးအရင်တော့ထားအောင်ပြောတာပါကျွန်တော်ပြောတာတော့ဟုတ်ကဲ့ဟုတ်ပါတယ်ဟို AR ကအဲ့ design လေးကိုသူယူလိုက်တာပေါ့နော်ဒါပေမဲ့ तू ကအဲ့မှာ pre existing တွေဟိုကကြတော့ pre existing ကိုဆိုရင် MGN ကကြတော့ premium ကြီးပို့ပြီးတော့ကောက်ပါတယ်ရတယ်မင်းလိုချင်တယ်ဆိုရင်သူ့ရဲ့ pre existing ကို तू က premium ကြီးဘယ်လောက်ဆိုရင်ဒေါ်လာနဲ့ကောက်တော့ပိုများတာပေါ့နော် AR ကအဲ့ design ကိုယူလိုက်ပြီးတော့ကောက်လိုက်တယ်လို့ကျွန်တော်ထင်ပါတယ်ခက်စင်ပေါ့နော်တော်တော်လေးစင်ပါတယ်စင်တဲ့အတွက် AR ကတော့ local ဖြစ်တဲ့အတွက် pre existing ကို तू ကရွေးကြည့်ပေးပါမယ်လို့ပြောထားတဲ့အတွက် तू တော့ကျွန်တော်ထင်တာတော့ तू တော့နောက်ပိုင်းတော့အဲ့ဒါပြဿနာဖြစ်မယ်ထင်တာ
သူနစ်နာမယ်ထင်တာပေါ့နော်ပြဿနာဖြစ်မယ်ဆိုတော့တော့ AR အဲ့လိုသွားပါဟုတ်ပါတယ် AR နဲ့ခတ်စစ်စင်ပေါ့အဲ့တော့နောက်တစ်ခုမေးခွန်းတစ်ခုကမြမအာမခံကပဲလှုပ်ပေးတာဆိုတာမို့အဲ့ဒါမဟုတ်ပါဘူး MJAN ကနိုင်ငံခြားကုမ္ပဏီဆိုတဲ့အတွက်သူက local မှာ operate over ပေါ့နော်operation လုပ်လို့မရပါဘူးပေါ့နော်ကျွန်တော်တို့ခေါ်တဲ့အာမခံဆိုရင်တော့ underwriting ပေါ့နော်ဒီတိုင်း operation လုပ်လို့မရပါဘူး operation လုပ်လို့မရတဲ့အတွက်သူတို့ကဘာလုပ်ရလဲဆိုတော့ local case တွေကိုကျွန်တော်တို့ဗမာပြည်က case တွေကိုရကြည့်ရင်အကုန်လုံးကမြမအာမခံကိုကျွန်တော်တို့ကဖြတ်ရပါတယ် local ကနိုင်ငံခြားတိုက်ရိုက်လုပ်တဲ့ case တွေ general ပဲဖြစ်ဖြစ် live ပဲဖြစ်ဖြစ်မြမအာမခံကိုဖြတ်ရပါတယ်မြမအာမခံကသူကတခါလေတော့နာမည်ခံတာပေါ့နော်နာမည်ခံတဲ့တခါလေသူတို့ရဲ့ဘယ်လိုပြောမလဲဆိုတော့သူတို့ရဲ့ဒစိမ့်လေးတွေပါလိမ့်မယ်သူကပွဲစားလုပ်တယ်လို့ခေါ်ပါတယ်ကျွန်တော်တို့ broker လုပ်တယ်လို့ခေါ်ပါတယ်မြန်မာနိုင်ငံရဲ့ rule ရနိုင်ငံခြားကုမ္ပဏီတွေကဘယ်ဟာပဲလုပ်လို့အဲ့လိုမျိုးတရားဝင်လုပ်မယ်ဆိုရင်မြန်မာအာမခံကိုသူက broker fee ပေးပြီးတော့မှသူတို့ကလက်ခံလို့ရပါတယ်အဲ့နိုင်ငံခြားကုမ္ပဏီကသူတို့လက်ခံအဲ့တော့မြန်မာအာမခံကော်မရှင်သားအနေနဲ့ကော်မရှင်ရပါတယ်ရတဲ့အတွက်ဒေါ်လာနဲ့ရတာရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့မြန်မာအာမခံလုပ်ပေးတာမဟုတ်ဘူးနောက်ပြီးတော့တကယ်လို့ပြဿနာတစုံတရာဖြစ်ခဲ့ရင်လေကျွန်တော်တို့မြန်မာအာမခံဟိုဘက်ကကုမ္ပဏီနဲ့သူက broker fee ယူထားပြီးမယ်သူကရှင်းပေးမှာမဟုတ်ပါဘူးတကယ်လို့တခုခုဖြစ်တယ်ဆိုရင်အာမခံဟိုဘက်ကပေါ့နော်နိုင်ငံခြားကုမ္ပဏီ MJAN ပေါ့နော် MJAN နဲ့အာမခံထားသူနဲ့ပဲတိုက်ရိုက်ရှင်းမှာအဲ့ဒီအတွက်ကိုမြန်မာအာမခံကသူတို့ရဲ့ policy မှာဘာရေးထားလဲဆိုတော့ကျွန်တော်တို့ general မှာဆိုရင်တော့ claim cut to clause လို့ခေါ်တယ်သူကfollow claim cut to clause ဆိုတာသူကအာမခံကုမ္ပဏီနဲ့အာမခံဟိုဘက်ကနိုင်ငံခြားကုမ္ပဏီနဲ့အာမခံထားတဲ့လူနဲ့ပဲတိုက်ရိုက်ရှင်းမြန်မာအာမခံကသူတို့ရဲ့ rule တိုင်းကိုပဲကျွန်တော်တို့လုပ်ပြီးတော့လုပ်ပေးပါတယ်သူတို့ရဲ့ CMO policy ကိုပြောင်းလဲတာညှိနှိုင်းတာမရှိပါဘူးဆိုပြီးတော့သူကအဲ့ claim cut to clause လေးကိုထည့်ခိုင်းပြီးတော့မှအဲ့တိုင်းလုပ်ပြီးတော့မှမြန်မာအာမခံတော့ claim ဖြစ်ရင်တော့အဲ့လိုမျိုးရှင်းတာမရှိဘူးဒါပေမဲ့ဥပဒေအရတော့မြန်မာအာမခံနိုင်ငံခြားကုမ္ပဏီတွေကဗမာပြည်မှာအဲ့လိုမျိုးထားမယ်ဆိုရင်သူတို့အကုန်လုံးလုပ်ပြီးရင်မြန်မာအာမခံကိုပေါ့နော်ဖြတ်လျှောက်လေးပဲပြောဒါမှမဟုတ်ရင်လည်းအိတ်ဆွေးချက်လိုဟာမျိုးပဲပြောပေါ့နော်မြန်မာအာမခံဖြတ်ပြီးမှဟိုဘက်ကိုသွားရပါတယ်အဲ့တော့မြန်မာအာမခံက broker free ရပါဟုတ်ကဲ့ဟယ်လိုဟယ်လို ဟယ်လိုဆရာကြားပါလေရှင် ဟုတ်ကဲ့ဗျအားလုံးရပါကျွန်တော်ဘက်ကမြန်လိုင်းကြသွားလားလို့မဟုတ်ဘူးဆရာဟုတ်ကြားပါတယ်ဟုတ်ကဲ့ကျွန်တော်လူတွေကမေခွန်းလေးများရှိသေးလားတကယ်လို့ဘာဖြစ်တယ်ဆိုရင်ကျွန်တော်ဒါလေးကို recording လေးကို store လုပ်လိုက်မယ်ကျွန်တော်ဟာဒီတိုင်းပေါ်ပါလေးမေးလို့ရပါ recording ပါသွားရင်တချို့လေအာနာရလို့ကအာနာမဆိုလို့ဒါမှမဟုတ်လည်းမေးခွန်းမရှိတော့ဘူးဆိုလည်းတခုလောက်ခင်ဗျကျွန်တော်ဟုတ်ကဲ့မိုးလဲရောနေတော့နည်းနည်းလေးကပ်ပြောလိုက်မယ်နော်ဆရာဟုတ်ကဲ့ရအတန်တော့သိကျွန်တော်ဒီကျွန်တော်ချိုးကုမ္ပဏီတွေကရှိရပေါ့နော်ဒီ policy တစ်ဆောင်ကိုကျွန်တော်တို့လေဒီကုမ္ပဏီတစ်ခုမှာပဲဟုတ်ကြားလားခင်ဗျဟုတ်ကြားပါတယ်ပြောပါဟုတ်ကဲ့ကြားတယ်ဗျဟယ်လိုဟုတ်ဒီပေါ့နော်အာမခံတစ်ခုပေါ့နော်ကျမ်းမာရေးအာမခံတစ်ခုပေါ့နော်ဒီကုမ္ပဏီတစ်ခုမှလည်းဝယ်ယူထားရတယ်ပေါ့ကဲ၍နောက်ထပ်ကုမ္ပဏီတစ်ခုမှလည်းဥပမာကျွန်တော်ပြောရင်ဒီ AR plan ကိုလည်း
ကြိုက်တယ်သူကဒီအသက်ဟိုဆိုလို့ရှိရင်လည်းတခြား plan ကိုလည်းသူကြိုက်တယ်ပေါ့နော်ဥပမာနာမည်တစ်ခုထပ်ပြောလိုက်မယ်ပေါ့နော်မြမအမခံကိုလည်းသူကကြိုက်တယ်ပေါ့အဲ့မှာသူက policy 2ခုကိုဝယ်ခြင်းနေဆိုရင်အကယ်၍ဒီရဲ့တယောက်ကclaim ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့လေနှစ်ခုလုံးကအကျိုးခံစား권တွေကိုရမှာလားပေါ့ကျွန်တော်တို့ဒီတချို့ဟိုဥမာကြီး January မှာလေးလာခဲ့ရတာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့သိရတာဒီမိမိရဲ့ပိုင်ဆိုင်တဲ့ကားပဲဖြစ်စေပေါ့နော်အာမခံထားတယ်ကုမ္ပဏီနှစ်ခုမှထားလို့မရဘူးအကယ်၍ထားခဲ့သည်ရှိတော့တစုံတစ်ခု claim ပေါ်ပေါက်လာတယ်ဆိုလို့ရှိရင်အချိုးချပြန်ပြီးတော့ရော်ကြီးပေးတာမျိုးရှိတယ်ပေါ့အဲ့တော့ဒီကျမ်းမာရေးအာမခံမှာရောအဲ့လိုမျိုးအကယ်၍ policy နှစ်ဆောင်customer တယောက်ကဝယ်ယူခဲ့မယ်ဆိုလို့ရှိရင် claim ဖြစ်ပေါ်လာရင်ဘယ်လိုမျိုးများတက်ရောက်မလဲဘယ်လိုမျိုးများရော်ကြီးတွေစီမံဆောင်ရွက်မလဲပေါ့နော်အဲ့ဒါလေးလဲတစ်ချက်လောက်ခင်ဗျအဲ့တော့ပထမဆုံးကတော့ကျွန်တော်တို့ပြောရမယ်ဆို policy wedding ပေါ့နော် very important to understanding policy wedding လို့ဆိုတဲ့အတိုင်းwedding ထဲမှာဘယ်လိုရေးထားလဲဆိုတော့ကျွန်တော်တို့